أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلله فلا هادي له وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن سيدنا ومولانا محمدا عبده ورسوله صلى الله عليه وعلى آله وأصحابه وبارك وسلم تسليما كثيرا كثيرا أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم اهدنا الصراط المستقيم وقال الله تعالى ذلك الكتاب لا ريب فيه هدى للمتقين الذين يؤمنون بالغيب ويقيمون الصلاة ومما رزقناهم ينفقون والذين يؤمنون بما أنزل إليك وما أنزل من قبلك وبالآخرة هم يوقنون أولئك على هدى من ربهم وأولئك هم المفلحون صدق الله العظيم شيلنا نقول سورياကျောင်းရာရဲ့ကုဏနဲ့မိတ်ဆက်ပေးတယ်။ဘုရားကျွန်တော်လာခေါ်တဲ့မိတ်ဆွေတွေလည်းကောင်းမှပြောပြ။နေမတခုအနေနဲ့စိတ်ထဲမှာလည်းသူကြည်နူးတယ်။အဲ့ဒါပါလဲဆိုတော့ဒီနေ့တစ်ချိန်တော့ပြောမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်အရင်ဒီမန္တလေးမြို့ဟိန္ဒူစတာနီပရိမှာကျွန်တော်ရဲ့ပါရနာအာဖစ်မဟာမုဒ်အာမတ်ခန်ဆိုဟိုခေတ်ကလူကြီးတွေတီအာဖစ်မဟာမုဒ်အာမတ်ခန်ဆိုတော့ဒီ48လမ်းကျောင်းကြီးမြန်မာနိုင်ငံမှာစပြီးတည်ထောင်ခဲ့တဲ့အာဖစ်များရဲ့ဖခင်ကြီးအဲ့ဒီဒီမှာအီမာမ်လုပ်ခဲ့အဲ့နောက်ပိုင်းမှာအဲ့ဒီဆရာကြီးရဲ့သားမြန်မာနိုင်ငံလုံးဆိုင်ရာဥမာဖွဲ့ချုပ်ရဲ့တွေ့မှုချုပ်ဟောမူဖာဆီရူလ်ကုရ်အာန်မောလာမဆူဒ်အာမတ်ခန်ရဟမတုလာဟ်ကျွန်တော်နာနာတော့ဒီမှာအီမာမ်လုပ်တယ်အဲ့ဒီသူ့အဖေဟာဘိမာမုဒ်အာမတ်ခန်တဲ့ဒီမှာအီမာမ်လုပ်ရင်းနဲ့မှရန်ကုန်သွားပြီးရန်ကုန်မှာ48လမ်းဆိုတဲ့ကြီးအကြောင်းကိုစပြီးတည်ထောင်ပြီးဟာဘိကျောင်းဖွင့်တယ်အဲ့ဒီဟာဘစ်ကျောင်းမှာအရင်ဦးဆုံးဟာဘစ်ပြီးမြောက်သွားတဲ့ပုဂ္ဂိုလ်9ယောက်ရှိတယ်9ယောက်မှာ3ယောက်ဒီနေ့အလားအချစ်တော်ပြောတယ်ဒီလားပေါ်သွား2ယောက်တော့ကျန်တယ်ဟာဘစ်မူတီဘူရာမန်ဟာဘစ်ဥစမန်မီယာဆာရဟမတုလာဟ်ဒီဆရာကြီးတွေတော့ဆုံးသွားပြီအခုဟာဘစ်ယူဆုဖ်ဆာ26လမှာဟာဘစ်ယူဆုဖ်ဆာမြန်မာအဲ့ဒီဆရာကြီးတပါးကျန်းမှာရှိနေသေးတယ်အသက်ရှင်လျက်ရှိနေတယ်ကျမ်းမာရေးတော့သိလို့နောက်တစ်ပါးတော့အခုလက်ရှိဆိုတဲ့ကြီးအကြောင်းကိုဆက်လက်အုပ်ချုပ်နေတဲ့ဟာဘစ်ဟာရှင်ဘူရီဆာဒါပထမဦးဆုံးဒီကျောင်းရဲ့ဟာဘစ်ပြီးတဲ့ပုဂ္ဂိုလ်ကြီးတွေအဲဒီဆိုတဲ့ကြီးအကြောင်းပထမဦးဆုံးအဲကျွန်တော်ပါရနာနာရဲ့ပထမဦးဆုံးတပည့်အလာလက်ခံတဲ့ဒီနေ့ဒီအရာနဲ့ကျမ်းမြတ်မှာရှိနေတယ်အဲဒီနေ့ကျွန်တော်ပါရနာနာကိုကျွန်တော်နာနာကိုဒီမှာလုပ်တဲ့ပြည်မှာကျွန်တော်ဘယ်ပြန်ပြောခွင့်ရတယ်ဆိုစိတ်ထဲမှာနည်းနည်းခုရှိတခုဖြစ်ဝမ်းမြောက်မှုတခုဖြစ်မိတ်ဆွေတို့လည်းမိတ်ဆက်ပြီးဒီပလီမာဒီမှာလုပ်သွားတဲ့ပုံကိုယ်တွေကပေါ်တည်တည်တွေမဟုတ်မြန်မာကျော်ကဘာကျော်ပုံကိုယ်
အဲဒီဟာဖစ်မာမူအာမတ်ခန်ဆိုမြန်မာနိုင်ငံမှာဟိုခေတ်တည်းကနေဒီနေ့အထိပြီးထားတဲ့ဘယ်ဟာဖစ်ကမှ DCI နဲ့ကင်းထားတဲ့လူမရှိဘူးတားစီမြေးဆက်တပည့်တားစီမြေးဆက်နဲ့တစ်ခုမဟုတ်တစ်ခုနဲ့အဲဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာမိခင်ကျောင်းတော်မီကျောင်းတာမိခင်ကျောင်းဟာဖစ်ကျောင်းဟာဆိုတဲ့မြန်မာနိုင်ငံရဲ့တမိုင်းမှာအစောဆုံးကျောင်းဟာဖစ်နဲ့မော်လီနဲ့ပတ်သက်အဲ့တော့နောက်တစ်ပါးမောင်နာမဆူဒ်အာမတ်ခန်ဆိုတာဂါဇီဟာရှင်ဆာဘ်နဲ့တွဲပြီးတော့တေဘီယာနုလ်ကုရ်အာန်ဆိုတဲ့မြန်မာဘာသာပြန်ကုရ်အာန်ကျမ်းကိုရေးတဲ့ဗမာလိုဖြစ်နေလို့ကိုဒူရီအဘီရီလာဖြစ်မှာဆိုရင်တဘာကျော်တချို့တော့အူဒူအာဘီတဖ်ဆီရ်တွေတော့ဒီတေဘီယာနုလ်ကုရ်အာန်နဲ့မှရှိတဲ့တော့မရှိမဆုံးတကယ်မြန်မာနိုင်ငံရဲ့ပညာရှင်ဂျာယီနှစ်ပါးဂါဇီဟာရှင်ဆာဘ်နဲ့ရောက်ရေးတဲ့ဒီနေ့ဒီလေကျွန်တော်တို့မြန်မာနိုင်ငံလူကိုအကျိုးပြုနေတဲ့ဒီစာအုပ်အဲ့ဒီဘာသာပြန်ရှိနေတဲ့အတွက်နောက်ဘာသာပြန်တွေလည်းမလို့ဘူးနောက်ပေါ်တဲ့ဘာသာပြန်မှန်သမျှကလည်းအဲ့ဒီတည်းကကူးချတာကူးချပြီးတော့နည်းနည်းပါးပါးသူကူးချမှမသိအောင်ပြောင်းလိုက်တာတချို့နေရာတွေမှာတချို့သူတွေပြောင်းတာအပြောင်းလွန်ပြီးတော့ပြတ်သွားတာတွေလည်းအများကြီးရှိတယ်ကုရ်အာန်ဘာသာပြန်အမှားတွေဒီဆိုလိုလည်းသိမယ်ဆိုတော့ဒီဟာတွေဖတ်မပြောတော့အဲ့တော့ဒီကလေးရဲ့တမိုင်းရဲ့ပညာရှင်တွေကတော်တော်ကောင်းတဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေတို့နည်းနည်းချပြတယ်အခုကျွန်တော်ခုနဖတ်လိုက်တဲ့အာယတ်နဲ့ပတ်သက်ပြီးတော့ပြောပြမိတ်ဆွေတို့ရဲ့နားဆွင့်မှုမှာဘယ်လောက်အာရုံရှိမလဲအလ္လာဟ်ကျွန်တော်ရဲ့နှလုံးသားကနေကျွန်တော်ပါဇက်ကနေအဲ့လောက်မိတ်ဆွေတို့အကျိုးရှိမဲ့စကားအလ္လာဟ်ထုတ်ပေးလိမ့်ကျွန်တော်တော့ဘာမှပြောတတ်တဲ့သူမဟုတ်မိတ်ဆွေတို့နားထောင်တဲ့သူရဲ့အာယုံနဲ့နားထောင်တဲ့လူရဲ့လူလားမှုပေါ်မှာအလ္လာဟ်ကျွန်တော်ကိုဘယ်လောက်ထုတ်ပေးလဲအဲ့လောက်ပြောနော်မိတ်ဆွေတို့ထိုင်ပြီးတော့အိတ်သွားတယ်ဇော်ဘီအစီအစဉ်ကအိတ်တဲ့လူများမကယ်ပြီးတော့အရှာပြီးတော့လည်းတော်သေးတယ်ဇော်ဘီကအခုမနက်တရနဲ့တော့ဆိုအိယာထားပြီးပြန်လဲတာပါလားမလုပ်ရသေးဘူးခုနလည်းခမင်းလဲစားထားပြီးသွားတယ်လဲအကွန်ကလည်းအေးနေတယ်ဆိုတော့အလုံးကချော့သိစရာမလိုပဲအိတ်တယ်ကျွန်တော်တို့ကလည်းအချင်းပါတယ်မနက်ဆိုလည်းကာလင်ဝိုင်းမှာထိုင်ပြီးအိတ်တဲ့အချင်းပါတယ်ဟုတ်တော့ကာလင်ဝိုင်းမှာလူ10ယောက်ထိုင်10ယောက်အိတ်မကြည့်ဆိုတော့အာယုံဆက်ပြီးနားထောင်တယ်တခြားလမ်းမိုးဝိုင်းအချင်း20လောက်စတိုက်ပေါင်းမြင်ပလိုက်မသိဘူးဆိုတော့သဘောပေါက်နေတာမဟုတ်ဘူးမလန့်မိုးပါဟုတ်တော့ကျွန်တော်ကျေးဇူးရှင်ဆရာကြီးအဘိဆူလမန်ဆာလာမ်ဖလာသင်္ကန်းကြီးအကြောင်းဆရာကြီးကဝါကီယာတခုပြောပြဝါကီယာမို့ဖြစ်ရတခုပြောပြဒုနီယာမှာလူတိုင်းလဲပြီးတော့ပဲအိတ်တယ်ထိုင်ပြီးတော့အိတ်တဲ့ပညာသင်ရင်ဂျမားတဲ့ဝင်လိုက်ရင်အဲ့ဒီလူကသူများလဲပြီးတော့ပဲအိတ်တတ်တာဂျမားတမအထိုင်ပြီးတော့လည်းအိတ်တတ်တယ်အဲ့ဒါလည်းပုံမြင့်တဲ့အစဉ်တစ်ခုရှိတယ်မတ်တက်ရက်ပြီးအိတ်တက်တဲ့လူမျိုးလည်းတစ်ခုရှိတယ်မတ်တက်ရက်ပြီးအိတ်တက်ခြင်းဟာပြစ်ကြောင်းမော်လူကြောင်းသွားလိုက်ဘိုက်ထိုင်ပြီးတော့မို့မတ်တက်ပါအိတ်တက်ကျွန်တော်တို့ငန်းကြောင်းမှာမော်လီဖတ်တဲ့ခြင်းဟာအာဖစ်ဒီကုရ်အာန်ပြန်မမေ့အောင်ဖဂျာဘီဆိုရင်တနာရီကုရ်အာန်ဖတ်ကုရ်အာန်ကြတော့ကျောင်းသားတွေကတကယ်ကျက်တဲ့ကျောင်းသားလည်းကျက်တယ်အဲ့လိုအိတ်တဲ့ကျောင်းသားလည်းအိတ်အဲ့မှာမုတ်တမအကြောင်းသားတယောက်ရှိသူခဏအိတ်ဒီသူနေလိုက်ပြောတယ်တရက်စီရဲ့စိတ်ဆိုးပြီးသူမတ်တက်ရက်ကုရ်အာန်ပြန်ပြီးတော့မတ်တက်ရက်ပြီးပါထိုင်ပြီးပါတာအိတ်မတ်တက်ရက်ပြီးပါသူမတ်တက်ရက်ပြီးပါနဲ့မတ်တက်ကြီးအိတ်ပြောမတ်တက်အိတ်ပြောစိတ်ရဲ့စိတ်ဆိုးပြီးကျောင်းသားတွေအားလုံးဆိုးပြီးတော့ခုနကျွန်တော်ပြောတဲ့စကားတွေဒုနီယာမှာအားလုံးကလဲပြီးတော့ပဲအိတ်တယ်သူတဲ့တဆင်းမြင့်ကြီးဂျမားတော့ဂျမားများတော့သူကလဲတာတဲ့မြင့်ပြီးတော့ထိုင်ပြီးတော့ပါအိတ်တာပါသူတဲ့ပုံမြင့်ကြီးအာဘိကျောင်းမော်လီကျောင်းသွားလိုက်မတက်ပါဘူးပြောဟမ်အခုကျတော့ပြောတာအခုဒီမှာတရားတော်ကလည်းအေးတယ်ခမင်းကလည်းစားရတယ်အချိန်ကလည်းနေ့လယ်ပိုင်းအချိန်နားမဲ့အချိန်ဆိုတော့အိတ်ချင်စိတ်ကြီးများပြီးအိတ်ပြောပါနော်အိတ်မပြော
ကျွန်တော်ဟာဇတ်မောင်နာအီလီယာစ်ဘူမန်ဒါမတ်ဘကာဒုံကအိုးတစ်နှစ်နှစ်သုံးနှစ်အရင်မြန်မာနိုင်ငံလာတဲ့ခြေတော်နတ်ပလီအာလင်များအစီဇော်ဟော်ပြီးတော့ဖြစ်တောက်လျှောက်အစီအစဉ်ဖြစ်ဇော်ပြီးတော့အာလင်တွေတည်တဲ့အစီအဲ့အစီအစဉ်စားတော့ရေကြီးအဲ့စကားပြောကျွန်တော်တို့မအိမ်နဲ့တော့အိမ်နဲ့ဘာဖြစ်လို့ကျွန်တော်ကြိုပြောလဲဆိုတော့တာသနာထိုင်ဝိုင်းဆိုတာအားတဲ့အိပ်ပြောတယ်ဘာဖြစ်လို့အိပ်ပြောလဲသိလားတာသနာထိုင်ဝိုင်းကအမေရင်ဝင်နဲ့အမေရင်ဝင်နဲ့တူအမေရင်ဝင်နဲ့မှတာသမီးရရောက်သွားတယ်ဘာဖြစ်လို့အေးချမ်းတော့အိပ်ပြောသွားတယ်ဆရာကြီးကဘာပြောလဲဆိုတော့ဒီစကားကိုတဲ့ငါရဲ့ဆရာဟဇရတ်မောင်နာဟကီမ်အခ်တာဒါမတ်ရာဟမတုလာအလိုင်မောင်နာဟကီမ်အခ်တာကအမိန့်ရှိတာတဲ့ထိုင်ဝမ်ထဲမှာမောင်နာဟကီမ်အခ်တာကဘာပြောလဲဆိုတော့ငါထိုင်ဝမ်မှာငါမဂျလစ်မှာလူတယောက်အိတ်နေငါမနှိုးတော့လွတ်ပေးတာတော့အိတ်ချင်တယ်တော့အိတ်ပါလေဘာဖြစ်လဲဆိုတော့ခုနတာသနာထိုင်ဝမ်ကဘာနဲ့တူတယ်ပြောတာလေအမေရင်ဝင်နဲ့တူတယ်ဆိုတော့အမေရင်ဝင်ကအေးချမ်းတော့အမေကသူ့ရင်ဝင်မှာအိတ်နေတဲ့တာသမီးကိုမနှိုးဘူးတဲ့လွတ်ပေးတာအိတ်ပါငါသားလေးအေးပြန်အိတ်ပါအဲ့ဒါဆရာကြီးမောင်နာအီလီယာဆပ်ကဘာအမိန့်ရှိလဲဆိုတော့သူဆရာမောင်နာဟကီမ်အဘဒ်ကိုပြန်ပြောတယ်ဆရာကြီးကတော့အမေရင်ဝင်မှာအိတ်ခိုင်းအိတ်နေတဲ့လူအိတ်ခိုင်းလိုက်တယ်မနှိုးကျွန်တော်ကတော့နှိုးတယ်တဲ့ဆရာကြီးကပြောဘာလို့နှိုးတာဘယ်အမေရမှာတာသမီးကိုဗိုက်စာပြီးအိတ်တာမလို့ခြင်းဘူးတဲ့အဲ့ဒီအတွက်ကြောင့်နှိုးပြီးတော့နှိုးတိုက်ဘာလို့လဲတာသမီးကအငတ်အိတ်နေတော့ဗိုက်စာပြီးအိတ်နေတာလေမကြည့်ရလို့နှိုးပြီးတော့နှိုးတိုက်တာနှိုးတိုက်ပြီးတော့အခုနှိုးတိုက်ပြီးပါပြောလဲဗျအဲ့ဒီဒါဆိုကြရပြီပြန်အိတ်တော့လူတယောက်ကိုနှိုးပြီးမှပြန်အိတ်တော့လို့ပြောရင်အိတ်မလားအိတ်တော့အဲ့တော့ဆရာကြီးကပါပဲကျွန်တော်ထိုင်ဝမ်မှာအိတ်ရင်တော့ကျွန်တော်ကနှိုးလိုက်တယ်နှိုးပြီးသူပြောလိုက်တယ်ဗျရပြီခုပြန်အိတ်တော့အဲ့လိုအိတ်တော့အဲ့ဒါဈေးပြောခဲ့တဲ့စကားတွေအခုကျွန်တော်တတိယတော့မရှိလို့ပြောပြတယ်နော်အမေရင်တွင်မှာအိတ်တော့အိတ်ဒါပေမဲ့နှုတ်တော့ပြီးမှအိတ်ဗိုက်စားပြီးတော့ဗိုက်အငတ်မအိတ်လိုက်နော်အဲ့တော့ကျွန်တော်ခုနဖတ်လိုက်တဲ့အာယတ်တွေမှာမိတ်ဆွေတို့မအိတ်ပဲနားတော့တယ်အင်ရှာလာအလ္လာဟ်မိတ်ဆွေတို့အကျိုးရှိတဲ့စကားလေးတွေကျွန်တော်နှလုံးသားကကျွန်တော်ပတ်သက်တယ်ဖတ်စီပါလေမိတ်ဆွေတို့အိတ်ဝိုင်းတော့ကျွန်တော်ကပြောလို့မရဘူးကျွန်တော်လည်းရောအိတ်ပါလေနော်ကျွန်တော်မအိတ်ဘူးကမိတ်ဆွေတို့ပုံကလည်းမူတည်အခုတော့မာရှာလာအိတ်တဲ့လူမရှိသေးပါဘူးစာအိတ်ဖို့ပြင်နေတဲ့လူတော့တယောက်တော့တွေ့အရှိန်ယူနေပြီသူရအိတ်ပြောတဲ့လူတော့တွေ့ကျွန်တော်အခုဖတ်လိုက်တဲ့အာယတ်ကဆူရာဖာတီဟာထဲမှာပဲပါအဲ့ဒီဆူရာဖာတီဟာဆိုတာကျွန်တော်တို့အီမန်ရှင်တွေကကလီမာတယီဘာလာအီလာဟာအီလလောမုဟမ္မဒ်ရဆူလလာပြီးမွတ်စလင်တယောက်အရာဆုံးစာပါလေလို့နေပါဆူရာဖာတီမွတ်စလင်များရနော်တခြားဆူရာမရရင်နေပါလေဆူရာဖာတီဟာတော့မွတ်စလင်များရအဲ့လိုပဲဆူရာဖာတီဟာကနမာဇ်လို့ဆွလာတ်လို့အမည်ပါတဲ့နမာဇ်ဆွလာတ်မှန်သမျှမှာဂျနာဇာနမာဇ်ကလွဲရင်ကျန်တဲ့နမာဇ်တိုင်းမှာဖတ်နမာဇ်တိုင်းမှာဖတ်ရတယ်ရကာတ်တိုင်းမှာဖတ်ဆူရာမတွေ့ရတဲ့ရကာတ်ရှိတယ်ဆူရာမတွေ့ရတဲ့ရကာတ်ဖရတ်နမာဇ်မှာပထမရကာတ်ကဆူရာတရားလည်းတွေ့ရတယ်ဆူရာလည်းတွေ့ရနောက်ရကာတ်ကဆူရာတွေ့ရမလို့ဆူရာမတွေ့ရတဲ့နမာဇ်ရှိဒါနဲ့ဆူရာဖာတီယာမဖတ်ရတဲ့နမာဇ်မရှိဆူရာဖာတီယာမဖတ်ရတဲ့နမာဇ်ဆိုတာနမာဇ်နာမည်နဲ့ဘာတစ်ခုပဲရှိတာလေကျန်တာတစ်ခုပဲကျန်တာနဖီလ်နမာဇ်ဆူရာဖာတီယာဖတ်ရတယ်ဆွန်နတ်နမာဇ်ဝါဂျစ်နမာဇ်ဖရဇ်နမာဇ်နမာဇ်5ကြီးအီဒ်နမာဇ်ဂျူမာနမာဇ်အကုန်ရှိသမျှနမာဇ်ဆူရာဖာတီယာဖတ်နော်ဂျနာဇာနမာဇ်ကမဖတ်ရနောက်ကျန်တဲ့မိုးစုပန်နမာဇ်တွေနေချက်လာချက်တဲ့နမာဇ်တွေဒါတွေလည်းဆူရာဖာတီယာဖတ်ဆူရာဖာတီယာမဖတ်ရတဲ့နမာဇ်ဆိုတာဘာဖြစ်လို့အလ္လာဟ်ကအဲ့ဒီရောက်ဆူရာဖာတီဟာကိုအရေးတကြီးကျွန်တော်တို့ဖတ်ခိုင်းထားတာလေနမာဇ်လို့အီဘာဒတ်တွေအားလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့နမာဇ်ဆိုတဲ့အီဘာဒတ်တခြားအီဘာဒတ်မှာဆူရာဖာတီဟာဖတ်ကြလို့ရိုဇာဖတ်ခိုင်းဆူရာဖာတီဟာဇကတ်ပြီးဟဂျ်လို့မလို့နမာဇ်ကဘာဖြစ်လို့လဲ
ibadat the always gone on namaz. I gone on namaz namaz time raka time di surah Fatiha Allah Janaru kindness di surah Fatiha but out teach. I don't know hadith to ma surah Fatiha name amyayi. Suratul Fatiha Janaru did not pushi the Fatihatul Kitab, Suratul Shifa, Sabai Samani, Kitab, Al Surah Fatiha name amyayi. Kitab Kitab surah di Quran ke na. Kitab Quran ke migi. Bajang le surah Quran ta ulung di surah Fatiha le ma pa. Quran ta ulung mai surah Janaru lwe to ba paung pyaw mai so yin taren sa lai ma dong ji bai pa di ma nok ka sa no. ဥပမာမန္တလေးမြို့၌ငြိမ်းချမ်းနေခြင်းဥပမာအဲ့ဒါမျိုးအဲ့ခေါင်းစဉ်နဲ့ပါတယ်မန္တလေးမြို့မှာဘာလို့ငြိမ်းချမ်းရတာလဲဆိုတာဟိုစာမျက်နှာဘယ်လောက်မှဖတ်ပါဆိုညွှန်လာတယ်အဲ့ဒါဆူရာပါတီးရတယ်အဲ့ဒါသတင်းခေါင်းစဉ်ပဲနော်ကုရ်အာန်တစ်ခုလုံးရဲ့ခေါင်းစဉ်မိခင်ဒိုင်းယောဂဆူရာပါတီးအဲ့ဒီအတွက်ကြောင့်ယောဂါတွေပါလေဖြစ်ရင်ကျမ်းမာရေးပါလေမကောင်းရင်ဆူရာပါတီးရဖတ်ပြီးကိုယ့်ကိုယ်မဟုတ်လား No? Asama Daru Sharif Kuna Kaupa, being Surah Fatiha, Kaupa, being Daru Sharif Kuna Kaupa, Koko Mola. I am a Pinya Sheniga Takuba, Piara, Surah Fatiha, the name of Hana. Bismillah, Bismillah Rahman Rahim, Alhamdulillah Rabbil Alameen, Alumapana. Bismillah Rahman Rahim, Milhamdulillah Rabbil Alameen, Alumapana. Bismillah Asawna Surah Fatiha, Asan, who will am Asarashi. ကိုယ်ကိုယ်ဒီမကောင်းရင်ကိုမိသားစုနေမကောင်းရင်ကလေးနေမကောင်းရင်စီကနောက်မှာတော့ဒါဝိစီယာကြီးနောက်မှာတော့ဒါဝိစီယာလည်းဒီကုရ်အာန်နဲ့ပဲမှန်းတာကုရ်အာန်နဲ့အပြင်ကနေမှန်းလို့ချင်းအဲ့ဒီကောင်ဒီမှန်ပါသွားလိုက်နော်ကုရ်အာန်နဲ့အဲ့ဘိုင်ဘယ်လုံးဆူရတ်ရှီဖာလို့ဆူရာဖာတီယာနာမည်ပါပါတယ်ဘာပဲဖြစ်ဖြစ်ဆူရာဖာတီယာဖတ်ပြီးပေါ့ဘယ်ရှီဖာတီယာနော်ဆူရာဖာတီယာရဲ့ဘရကတ်ဒီဆူရာဖာတီယာတဘုံလုံးမှာ Banda Musalman Tayaw Lu Bawa Lu Bibin Iman Shin Bawa Iman Bi Net Ani Ni Nai Dua Ri Nyai Ba Di Surah Fatiha da Bawlong dua be Bai dua tidak dua maya usu balong la sima lapnya bamalu pyo pi Surah Fatiha pha bi lo wala dua ni amin do la ya Surah Fatiha dua be Bai bazaka pyo bi taung ne dua ri de ku kaung ne Allah taung thain la de Adam Surah Fatiha so yi ba so le wala dua ni amin amin surah ba pyo bamalu so yin ko ai sa hi ho bamalu so yin I dai be phit pa si ai lo pyo no amin Amin so yin le bamalu dua taung la de ba shi de jano bamalu dua taung la ai lo bamalu dua taung yin arbi dua ro mai so lo na ma le so ro imam atat shu lai amin ko ba myu ya bamalu taung ne jam ma ne tari tha ko adai be na le de no sia atat shu ko yat dai amin tha ma on le akha de jan so a sia dua taung la ho Allah jano a lo ya pi guna mya a lo ma ko nyin chan da ko vedana ro mu ba amin man ho Allah jano ro lu zo lu mai di phit ba le လိမ္မာရေးချရှိနေအောင်အလ္လာဟ်တို့ပေးသနာတော်မူပါအဲ့လိုဇရာတောင်းဖို့သူကတဝက်ပဲရှိတယ်ဟိုအလ္လာဟ်ကျွန်တော်တို့လူစုလူမိုက်တွေဖြစ်ပါတယ်အာမင်ဘာပြောရလဲဒီလိုပဲဖြစ်ပါသေးတယ်အဲကျွန်တော်တို့ပူပူဆူဆူပါတယ်တော့ပါနော်အဲ့တော့じゃအာမင်ဆိုတာလည်းနည်းနည်းကြည့်ချက်ပြီးတော့ဆိုအတိတ်ပဲလေးပါလေးနားတော့ဟိုအာဘီလိုကတော့ကျွန်တော်တို့အများစုကမသိကြပြဿနာကြီးဒါအလ္လာဟ်မောက်ပြောတယ်ဘာမှမဖြစ် ဗမာတို့မှာအဲ့ဒါနည်းနည်းကြားတာလည်းဆိုးတယ်ဘာမှမသိဘူးသူကမဆုံးနေဘူးနော်ကိုကအာမင်ခေါ်ပလိုက်ကိုနားလည်နေတဲ့ပါတာပဲနည်းနည်းစောင့်ဘာပြောလဲပြီးအောင်နော်စောင့်ပြီးမှဝါကြပြတ်မှအာမင်ပြောရမယ့်နေရာရောက်မှပြောအဲ့ဆူရာဖာတီဟာမှာအာမင်ဆိုတာဒီတိုင်းပဲဖြစ်ပါသေးကျွန်တော်ပြောလိုက်ဟဒီစ်တော်မှာလာရှိတယ် Banda dia kan namaz ma Abu Surah Fatiha pa ine songa amin sur ari amin surah chima farishta ri le jono Quran khan le farishta ri na no jono namaz khan le farishta ri la ara farishta ri ka le sur dima jono phat namaz ma wala dali amin so farishta ri le amin lai surah Fatiha so ara farishta surah amin ne jono surah amin khat le cha yin Allah jono guna maaf ki no maghfirat di lai ကျွန်တော်
အဲ့ဒီအတွက်ကြောင့်ဆူရာဖာတီယာဖတ်ပြီးအာမင်ဆိုဖို့အပြင်းမကြီးနဲ့ဆိုအာမင်ဆိုတဲ့အကျင့်လို့အရင်မရှိဘူးဆိုရင်အခုရှိအောင်လို့အာမင်yes အဲ့တော့ဆူရာဖာတီယာတို့อ่ะဆူရာဖာတီယာတပုတ်လုံးပြောဖို့တော့နည်းနည်းခက်ကျွန်တော်မူရပလီမှာဆိုဆူရာဖာတီယာဟို9ရက်ပြောတာတပုတ်လုံးမနေ့ပြောယူပါအဲ့ဒါဓမ္မကောက်တကယ်တမ်းပြောမယ်ဆိုတစ်နှစ်လောက်ပြောအဲ့လောက်ကျေပြန့်နော်အခုကျွန်တော်အာယတ်လေးပဲဖတ်လိုက်တယ်အဟ်ဒီနဆူရာတ်အလ်မုစတကီမ်ဟူအလ္လာကျွန်တော်မျိုးကိုအလ္လာရှင်ဖြောင်းမှမှန်ကန်တဲ့လမ်းပြတာတော်မူပါအဲ့ဒါအလ္လာကိုကျွန်တော်ပြောနေတာဘယ်လိုလူတွေပြောနေတာလဲပဲအီမန်ရှင်တွေပြောနေတာမွတ်စလင်တွေကပြောနေတာကာဖီရာပြောနေတာပေါ့မွတ်စလင်ကပြောနေတာအဲ့တော့ဒီမှာတစ်ချက်ပါသိရလဲဆိုတော့မွတ်စလင်ဖြစ်တိုင်းမပြီးသေးဘူးပဲလမ်းမှတရားလျှောက်လမ်းနိုင်တဲ့သူဖြစ်ဖို့တို့မွတ်စလင်တိုင်းလဲလမ်းမမှန်ဘူးဆိုတော့ဒီမှာပါလားမပါဘူးအေးဘိုးအလာကျွန်တော်လမ်းမှပြပါဆိုတဲ့ကနေပြီးတော့မွတ်စလင်တိုင်းလမ်းမမှန်လမ်းမှားနေတဲ့မွတ်စလင်တွေအများကြီးရှိတယ်အဖွဲ့အစည်းတွေနာမည်တွေနဲ့လွဲနေတာတွေအများကြီးရှိတယ်ဂိုင်းထောင်ပြီးတော့ငါတော့ဘာအဖွဲ့ဆိုပြီးတော့သူအဲ့လိုအဖွဲ့ခွဲဆွဲနဲ့အစွဲတွေအခွဲတွေကြောင့်ဒီနေ့ကွဲသွားတာဒီအများကြီးပဲအဲ့တော့ကျွန်တော်နမတ်ဖတ်ပြီးအလ္လာဟ်စီမှာတနေ့9ချိန်ရတာတိုင်းမှာအလ္လာဟ်ကိုကျွန်တော်ပြောနေတယ်အိုးအလ္လာဟ်ကျွန်တော်မွတ်စလင်ဘဝလောက်နဲ့ပဲမထားပါနဲ့မွတ်စလင်နယ်မှာလဲလမ်းမှန်ပုံမှာရှောက်လန်းနိုင်တဲ့သူနော်အယူတီးတဲ့သူအကောက်ကြီးတဲ့သူနော်အစွဲကြီးတဲ့သူဒါပဲဒါမှဒီဟာမှအပဘာမှမဟုတ်ဘူးအဲ့လိုထားတဲ့စိတ်ဓာတ်အလ္လာဟ်ကျွန်တော်ကိုမပေးပါငါတို့ပဲမှန်တယ်ငါတို့နောက်ပဲလိုက်ရမယ်ငါတို့လုပ်တဲ့လမ်းကြောင်းကပဲအမှန်ပါဆိုတာအဲ့ဒါမွတ်စလင်အလုံးမို့လုံနေတာနဲ့ဆူရာဖာတီဟာမှာအလ္လာဟ်ကိုရှောက်ထားနေတာနဲ့တခြားစီဖြစ်အလ္လာဟ်တော့ဗာပြောတာလေဟိုအလ္လာဟ်ကျွန်တော်ကိုလမ်းမှန်ပြပါဖြောင်းမှမှန်ကန်တဲ့တမာတမတ်ကြတဲ့အလေအလက်ကြတဲ့အစွန်းကင်းတဲ့နော်တဖတ်သက်မဆန်တဲ့လမ်းမှန်တရားကျွန်တော်ကိုပြပါလို့အလတ်စီမှာရကာတိုင်းမှာပြောတယ်ပြီးတော့ကိုလုတ်တာကျတော့ကောက်ကိုလုတ်တာမဖြောင်းတော့အဲ့ဒါကြောင့်မလို့ကုရ်အာန်ကပြောအေဒီနဆူရာတ်အလ်မုစတကီမ်အရှိမကျွန်တော်ပြောမယ်စီကံအဲ့ဒီလမ်းမှန်တရားလျှောက်ဖို့ဘယ်စီကံနေလို့အဲ့စီကံမရှိရင်ဘယ်အဲ့လမ်းမှန်ဘယ်တော့ကောင်းမရလမ်းမှန်ကအလ္လာဟ်ကပေးတယ်ဒါပေမဲ့ပေးတဲ့အရေးချင်းရှိတဲ့သူကိုပဲအလ္လာဟ်ပေးရတဲ့သူကိုတောင်းတဲ့သူတိုင်းကိုအလ္လာဟ်မပေးဘူးတစ်ဖက်ကတောင်းရင်းနဲ့တစ်ဖက်ကကိုမှန်အောင်လဲလို့ပါတစ်ဖက်ကဖြောင်းမှတ်တဲ့လမ်းကြောင်းကိုလိုချင်တယ်ဒါပေမဲ့ဘာရကွေ့သွားတယ်ဆိုရင်ဘာအခုဒီလမ်းပါဥပထားတော့လမ်း80တွေ81လမ်း82လမ်းတဲတယ်သွားချင်တာဆိုဘာလို့အောင်လဲဗျသွားချင်တာတဲတယ်ဆိုရင်ကားမောင်းရင်လည်းတဲတယ်ပဲမောင်းမယ်စိုက်ကယ်မောင်းရင်လည်းတဲတယ်ပဲမောင်းမယ်ဘာရသွားချင်တာလမ်း80တဲတယ်သွားချင်တယ်ဘာပေမဲ့29လမ်းနဲ့ကွေ့ပြီးကျွန်တော်လမ်း80တဲတယ်သွားချင်ပါတယ်ဆိုရင်ရောက်မှာပဲအဲ့ဒုနီတူစွာပဲပြောတာတော့အလ္လာဟ်စီမှာအေဒီနာဆူရာတ်အလ်မုစတကီမ်အလ္လာဟ်ဖြောင်းမှန်ကန်တဲ့လမ်းပြပါလို့ပြောပြီးတော့ဘိုင်လုံးချင်တာဒီရှောက်လုံးနေတယ်ဘိုင်ဘုံနောက်လိုက်နေတယ်ဘူးဆရာလုံးတဲ့ဟာပဲမှန်တယ်ဒီဆရာလုံးတဲ့ဟာပဲမှန်တယ်ဒီအဖွဲရပဲမှန်တယ်ဒီအဖွဲရတော့ငါတို့လက်မခံဘူးဆိုရင်အဲ့ဒါဆိုရင်ခုနပြောသလိုပဲလာသွားခြင်းတာလမ်း80တဲ့တယ်ကိုယ်လိုက်တာ29လမ်းနဲ့ဆိုရောက်တဲ့နေရာရောက်တော့တယ်သွားခြင်းတဲ့နေရာရောက်မှာပေါ့နော်အဲ့တော့အလ္လာဟ်စီမှာကျွန်တော်ပြောတာအဟ်ဒီနာဆူရာတ်အလ်မုစတကီမ်ဟိုအလ္လာဟ်ကျွန်တော်လမ်းမှန်တရားပြအဲ့ဒါမွတ်စလင်ကတောင်းကျွန်တော်တို့ရဲ့နေမတ်ကလည်းတော်တော်ကြီးနော်အလ္လာဟ်ကကျွန်တော်ကိုဒီမှာတောင်းခိုင်းတာအဲ့ဒီမတောင်းခိုင်းခင်အရင်ကမတောင်းမဲနဲ့အလ္လာဟ်ပေးထားတဲ့နေမတ်တွေအများကြီးအခုအေဒီနာဆူရာတ်အလ်မုစတကီမ်ကဘုရုတောင်းခိုင်းတာလဲကျွန်တော်ကမေးဆိုလို့လည်းဖြေတယ်အီမန်ရှင်တွေကိုတောင်းခိုင်းတာဒါပေမဲ့အဲ့ဒီမတောင်းခိုင်းခင်အရင်အလ္လာဟ်ကကျွန်တော်တို့မတောင်းမဲနဲ့ပေးထားတဲ့နေမတ်တွေအများကြီးအဲ့ဒါဘာလဲဆိုတော့နံပါတ်1ကျွန်တော်အိုးအလ္လာဟ်ကျွန်တော်ကိုအလ္လာဟ်လူအဖြစ်ဖန်ဆင်းပါလို့အလ္လာဟ်စီကကျွန်တော်မတောင်းတော့တောင်းတာပဲတရားမှမတောင်းတော့အလ္လာဟ်ဖန်ဆင်းတဲ့ဖန်ဆင်းကံပေါင်းဂရေဂရာနဲ့ရှိတယ်တကဘာလုံးအလ္လာဟ်ဖန်ဆင်းတာတတ်မဲ့လည်းအလ္လာဟ်ဖန်ဆင်းတာတက်ရှိလည်းအလ္လာဟ်ဖန်ဆင်းတာလူလည်းအလ္လာဟ်ဖန်ဆင်းတာဒရဝါတွေလည်းအလ္လာဟ်ဖန်ဆင်းတာတစ်ပင်ဝါပင်တွေလည်းအလ္လာဟ်ဖန်ဆင်းတာကြောက်တောင်တွေလည်းကြောက်ဆောင်တွေလည်းအလ္လာဟ်ပဲဖန်ဆင်းတာအဲ့ဒီဒေကနေအလ္လာဟ်ကျွန်တော်ကိုအရှရဖ်အလ်မခလူကာတ်လူသားအဖြစ်အလ္လာဟ်ကျွန်တော်ကိုဖန်ဆင်းပါလို့ကျွန်တော်အလ္လာဟ်စီကတောင်းတာမဟုတ်အလ္လာဟ်ကျွန်တော်အလ္
Allah ရဲ့အတနာနဲ့ချင်းမိပါအဲ့ဒီလိုမျိုးပဲလူသားတွေကလည်းလူချင်းတူပေမဲ့မတူတမှုထူးတဲ့အရေးချင်းရှိတဲ့အီမန်ရှင်ဘဝကို Allah စီကကျွန်တော်တောင်းတာမဟုတ်ကို Allah ကျွန်တော်ကို Allah အီမန်ပေးပါကျွန်တော်ကို Allah မွတ်စလင်ဘဝနဲ့ယက်တည်ခွင့်ပေးပါလို့မတောင်းထားဘူး Allah ကျွန်တော်ကို Allah ရဲ့အတနာနဲ့ရာမတ်နဲ့ပေးတာဒါလည်းကျွန်တော်တို့ဘုံမှာတော်တော်ကြီးမားတဲ့နေမတ်ပဲနော်ဒီနေမတ်ကတော်တော်ကြီးတယ် Allah တချို့နဗီတမန်တော်တွေကမိဘကိုတော့ Allah မပေးခဲ့တဲ့နေမတ်တချို့နဗီတမန်တော်တွေကတာသမီတွေကိုတော့ Allah မပေးခဲ့တဲ့နေမတ်တချို့နဗီတမန်တော်တွေကဇနီးတွေကိုတော့ Allah မပေးခဲ့တဲ့နေမတ်ဒီအီမန်ရဲ့နေမတ်ကျွန်တော်တို့ကို Allah ပေးကျွန်တော်အီမန်ရဲ့နေမတ် Allah စီကမတောင်းမဲရလူရဲ့နေမတ်မတောင်းမဲရတယ်အီမန်ရဲ့နေမတ်မတောင်းမဲရတယ်တမန်တော်ရဲ့အွမ်မတ်ဖြစ်ခြင်းရဲ့နေမတ်မတောင်းမဲရအရင်နဗီတမန်တော်ရဲ့အွမ်မတ်ဖြစ်ပြီးအီမန်ရှိရင်လည်းလုံလောက်တာပဲဒါပေမဲ့လည်းနောက်ဆုံးတမန်တော်ရာဟမတ်တုလ်အာလမီဆာရဝရီကောင်းနိုင်ဆာရဝရီကာယနာတ်လူသားရောဂျင်နတ်ကိုအလ္လာဟ်ဖန်ဆင်းတဲ့ဖန်ဆင်းကအားလုံးရဲ့ခေါင်းဆောင်နဗီတွေအားလုံးရဲ့မဂိုက်တရဘူးနဗီတွေအားလုံးရဲ့ခါတမွန်နဗီနဗီတွေအားလုံးရဲ့နောက်ဆုံးနဗီတမန်တော်အလ္လာဟ်အချစ်ဆုံးတမန်တော်ရဲ့အွမ်မတ်ဖြစ်ခွင့်ပေးပါလို့လည်းကျွန်တော်တို့အလ္လာဟ်စီကမတောင်းထားဘူးကျွန်တော်တို့အလ္လာဟ်အတနာနဲ့အဲ့ဒီလိုပဲအလ္လာဟ်ချပေးတဲ့ဆွေဖာအကြီးအငယ်ရှိတယ်ကျမ်းကြီးတွေရှိတယ်နော်ဆွေဖာတွေကျမ်းတွေပေါင်းများစွာတွေကနေကျမ်းကြီး၄ကျမ်းတွေကတောက်ရာအပေါ်မှာအမလုတ်တဲ့သူဇဘူရ်အပေါ်မှာအမလုတ်တဲ့သူအင်ဂျီလ်အပေါ်မှာအမလုတ်တဲ့သူအဖြစ်လည်းအလ္လာဟ်ဖန်ဆင်းရင်ကျွန်တော်တို့ရတာပဲဒါပေမဲ့အလ္လာဟ်ကနဗီထဲမှာလည်းခေါင်းဆောင်နဗီဂိုင်းကျုံနဗီရဲ့အွမ်မတ်ဖြစ်ခွင့်ပေးတယ်လို့မျိုးကျမ်းတွေထဲမှာလည်းနောက်ဆုံးကျမ်းအမှန်ကန်ဆုံးကျမ်းတွေအားလုံးရဲ့မိခင်ကျမ်းရဲ့အပေါ်မှာကုရ်အာန်ကျမ်းအပေါ်မှာအလ္လာဟ်ကျွန်တော်တို့ကိုလက်ခံကျင့်သုံးခွင့်အလ္လာဟ်ချီးမြှင့်ဒါလည်းကျွန်တော်တို့အလ္လာဟ်စီကမတောင်းပေးရနော်ကုရ်အာန်အပေါ်မှာအမလုတ်ခွင့်ရတာနစီဘလောက်ကြီးမှာတမန်တော်ရဲ့အွမ်မတ်ဖြစ်ခွင့်ရတဲ့နစီဘလောက်ကြီးမှာလဲဒုနီယာကိုနောက်ဆုံးမှလာတာဒါပေမဲ့ဂျန်နတ်ကိုအရင်ဆုံးပဲဒီတစ်ခုတည်းနဲ့ကျွန်တော်တို့မတောင်းတာပဲအဲ့တော့အလ္လာဟ်ပြောတယ်မင်းကိုလူဖြစ်ခြင်းရဲ့နေမတ်ငါအလကားပေးတာမွတ်စလင်ဖြစ်ခြင်းရဲ့နေမတ်ငါအလကားပေးတာငါအချစ်ဆုံးတမန်တော်ရဲ့အွမ်မတ်ဖြစ်တဲ့နေမတ်ငါအလကားပေးတာနောက်ဆုံးကျမ်းအမှန်ကန်ဆုံးကျမ်းအပြည့်မြတ်ဆုံးကျမ်းအဲ့ဒီကျမ်းရဲ့နေမတ်မင်းကငါအလကားပေးတာမတောင်းပဲပေးတာအေးမင်းအခုအဲ့၄ခုနဲ့စုံသွားပြီအရှိကိုမှန်ကန်ဖြောင့်မတ်တဲ့လမ်းကိုရှောက်ဖို့တော့မင်းကစီရတောင်းတယ်လားတောင်းတချို့နေမတ်တွေမတောင်းပဲပေးတယ်တချို့နေမတ်ကိုတောင်းတယ်နော်ကျွန်တော်တို့အလ္လာဟ်စီကတောင်းပါအလ္လာဟ်စီကတောင်းပါအဲ့တော့ကျွန်တော်တို့တောင်းတယ်အဟဒီနာဆူရာတ်မုစတဖီဘူအလ္လာဟ်ကျွန်တော်ကိုဖြောင့်မတ်ပါတဲ့လမ်းပြပါဆူရာပါတိဟာဖတ်တိုင်းနမတ်ဖတ်တိုင်းတောင်းတော့အလ္လာဟ်ကအမြင်ရှိတယ်ချက်ကောင်းပြီဘန္တာမင်းဟီဒါရဲ့လိုချင်ဖြောင်းမမှန်ကန်တဲ့လမ်းပေါ်မှာရှောက်ချင်တယ်ရှောက်လန်းချင်တယ်မလားရှောက်လန်းကြည့်ရင်လောက်ရမယ့်အချက်တွေရှိတယ်ဘေးမှာပဲအဝေးသွားရင်ဘာလို့အဆက်ပြတ်သွားမှဆိုလို့လာလီကလ်ကီတာဘူလာဟီဒါယတ်လိုချင်ဟီဒါယတ်ပေးနိုင်တဲ့ဒီကျမ်းငါချပြီဟီဒါယတ်လိုချင်ဟီဒါယတ်ပေးနိုင်တဲ့ဒီကျမ်းငါချပေးတာတဲ့အဲ့ဒီကျမ်းအပေါ်မှာအသင့်အနေနဲ့ဒွိဟာတန်တရားမထားရယုံမာတန်တရားမထားရတူလောစိတ်မထားရအဲ့ဒီကျမ်းအပေါ်မှာယတိပြတ်မျက်စိစုံမိတ်ပြီးလက်ခံနိုင်တဲ့အရေးကြီးရှိရဒါလီကလ်ကီတာဘူလာကုရ်အာန်ဒီအမျက်ဆုံးကုရ်အာန်ဒီအမှန်ဆုံးကုရ်အာန်ဒီလူ့ဘဝအတွက်လုံလောက်တယ်ကုရ်အာန်ဒီလူ့ဘဝကိုလင်းဝင်စေတယ်ကုရ်အာန်ဒီအီမန်ကိုထွန်းတောက်စေတယ်ကုရ်အာန်ဒီအီမန်ရဲ့နူရ်ဒီဖြည့်ပေးတယ်ကုရ်အာန်ဒီအဲ့ဒီအီမန်ရှင်ကိုဒုနီယာမှာလည်းအောင်မြင်မှုပေးတယ်ကုရ်အာန်ဒီမူမင်ကိုအာခီရတ်မှာလည်းအောင်မြင်မှုပေးမယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးဝယုံကြည်တဲ့သူပြရကုရ်အာန်ရဲ့အမိန့်တွေအားလုံးကိုလိုက်နာရကုရ်အာန်ရဲ့ဆိုဆုံးမမှုအားလုံးကိုကျွန်တော်လိုက်နာရကုရ်အာန်ကိုကျွန်တော်နှလုံးသားနဲ့ချစ်ရ။ဘာကြောင့်လဲဆိုတော့ဒီကုရ်အာန်ရဲ့နေမတ်ကဘိုင်ဒုနီယာမှာအဲ့ဒီလိုကြမ်းတကြမ်းပဲရှိတယ်။
ကိုယ်တိုင်ထိုင်ဖတ်ရင်လည်းသဝါပြတယ်သူများဖတ်တာနားထောင်ရင်လည်းသဝါပြတယ်ဘာမှမလုပ်ပဲထိုင်ကြည့်နေရင်လည်းသဝါပြတယ်ကုရ်အာန်ကိုအိမ်မှာထားထားရင်လည်းသဝါပြတယ်ကုရ်အာန်ကိုလက်ဆောင်အဖြစ်ပေးရင်လည်းသဝါပြတယ်ကုရ်အာန်ကိုလက်ဆောင်အဖြစ်ယူရင်လည်းသဝါပြနော်ထိုင်ကြည့်နေရင်လည်းသဝါပြဒုနီယာမှာထိုင်ကြည့်သဝါပြတဲ့အရာ၃ခုရှိမှတ်မိဘမျက်နာကိုမိဘအရှိမထိုင်ပြီးအဲ့ဒီလိုလေးပဲငုတ်တုတ်လေးထိုင်ကြည့်သဝါပြကာဘာကျောင်းတော်ကြီးကိုထိုင်ကြည့်သဝါပြကာဘာကျောင်းတော်နဲ့ရောက်သွားတဲ့အလ္လာဟ်တောဖီပေးလို့ရောက်ခဲ့ရင်ဒီဘာဒတ်တွေလို့သင်မန်းနေဟိုရတိတိလျှောက်တော့ဘင်တာဥပ္ပတ္တဇမ်ဇမ်တာဝါပေါ်တက်ပြီးလျှောက်မသွားနဲ့ဂုဏာတွေအများကြီးပဲကာဘာအရှိမထိုင်ပြီးကြည့်ကျွန်တော်တို့ဒီကြားတာတွေကလည်းဟိုသွားတာကာဘာကြည့်ဖို့သွားတာမဟုတ်390အကုန်သွားဘင်တာဥပ္ပတ္တရေခဲမှုစားဖို့သွားပြန်လာလို့ရှိရင်အဲ့ဒါပဲပြောတယ်ဘယ်ရေခဲမှုကဘလောက်ကောင်းတယ်နံပြားတစ်ချက်ဘလောက်ကြီးတယ်ဘာနံပြားငတ်နေလို့သွားတာလားနံပြားမြန်မာနိုင်ငံမှာမရဘူးနံပြားတစ်ချက်ကဒီလောက်ကြီးတာသူသွားစားပြီးပြန်လာတယ်မိတ်ဆွေတို့ကျွန်တော်ဟိုစော်ကားတာလည်းမဟုတ်ဖဲ့တာလည်းမဟုတ်ကိုယ့်ကိုပဲ့သွားရင်တော့ကျွန်တော်လည်းမတတ်ဘူးเนาะကျွန်တော်တို့မဖဲ့အများကြီးဟာကြီးတွေပြန်လာရင်ငါတော့တော့ဘယ်နှချိန်လုပ်ခဲ့တယ်ငါဥမရာဘယ်နှချိန်လုပ်ခဲ့တယ်ငါဘယ်လောက်ဆရီတွေလုပ်ခဲ့တယ်ငါဘာတွေလုပ်ခဲ့တယ်လို့ကြွားတဲ့လူနဲ့ဘာတွေစားခဲ့တယ်လို့ကြွားတဲ့လူမရများတယ်စားခဲ့တာပဲဟိုအစားခဲ့တယ်ဒီအစားခဲ့တယ်ဟိုအစားခဲ့တယ်ဟိုမှာဘလော့တန်တယ်ဟိုအယ်ဘိုက်မှာဘလောက်ကောင်းတယ်ဟောဘယ်ဆိုင်မှာတော့စားရတာအရသာမရှိဘူးအချက်ပေါင်တစ်ပေါင်ကဘလောက်ရှိတယ်ဘာစားတဲ့အကြောင်းပဲပြောတာဒီနေ့ဟတ်ပြန်လာပြီးပြောတာနောက်နေ့ဟတ်သွားမဲ့လူတွေရောက်တဲ့ဒီသူပြောနေတော့ပဲတစ်နှစ်ပြည့်မပြီးသေးဘူးသူစားတာပြောလို့မကုန်သေးဘူးဘာအီဘာဒတ်အကြောင်းမပါဘူးနော်အဲ့တော့အခုဟိုအတိသွားတာဗိုက်390ကုန်ပြီးသွားတာနဲတာကားတစ်စီးသာရှိကားတစ်စီးကကြော်တဲ့ပစံနော်ဘုမအလ္လာဟ်ပြောတာဗိုက်သာသနာကပြောတာကာဘာကိုဒီတိုင်းထိုင်ကြည့်ပါဆောပါဗျာနော်ထိုင်ပြီးတော့ကြည့်ပဲကြည့်ဘာမှမလုပ်လဲဆောပါဗျာကာဘာကြောင်းမိဘမြတ်အဲ့ဒီလိုကိုရာထိုင်ပြီးကြည့်နေတယ်ဆိုတော့ထိုင်ပြီးကုရ်အာန်နဲ့ပတ်သက်ပြီးကျွန်တော်ပြောရင်တော့ဒီနေ့ကုရ်အာန်အကြောင်းနဲ့ပဲပြီးသွားတယ်နော်အများကြီးပြောစရာရှိမပြောတော့အဲ့တော့ဒီကုရ်အာန်အပေါ်မှာယုံမှတန်တရားမရှိချွင်းချက်မဲ့နှလုံးရှင်းနဲ့ကုရ်အာန်ကိုယုံကြည်လက်ခံရဇာလီကယ်ကီတာဘ်လာအဲ့ဒါမှဟူဒလ်လီလ်မုတ္တကီနော်အဲ့ဒီကုရ်အာန်ကိုအဲ့ဒီလိုတန်တရားမဲ့လူဟာမဲ့လက်ခံမှအဲ့ဒီကုရ်အာန်ကဟီဒါယတ်ပေးတယ်အဲ့ဒီဟီဒါယတ်ပေးမဲ့လူကဘယ်လိုလဲမုတ္တကီအလ္လာဟ်ကိုကြောက်တယ်အဲ့တော့အလ္လာဟ်ကိုကြောက်တဲ့သူပဲကုရ်အာန်အပေါ်မှာတန်တရားကင်းကင်းနဲ့လက်ခံတယ်ကုရ်အာန်အပေါ်မှာတန်တရားကင်းကင်းနဲ့လက်ခံတဲ့သူပဲအလ္လာဟ်ကိုကြောက်တဲ့သူဖြစ်အဲ့တော့ဟီဒါယတ်ရခြင်းကုရ်အာန်ကိုလက်ခံမယ်ကုရ်အာန်ကိုလက်ခံမှအဲ့ဒီသူဒီအလ္လာဟ်ကိုကြောက်တဲ့မုတ္တကီအလ္လာဟ်ကိုချစ်တဲ့မုတ္တကီအလ္လာဟ်ကိုရှေ့တန်းတင်တဲ့မုတ္တကီဖြစ်လေအဲ့တော့မုတ္တကီဖြစ်ပြီးပြီဆိုတော့မုတ္တကီဆိုတာဘာကိုခေါ်တာလဲမုတ္တကီဖြစ်မှဟိဒါယတ်ရအခုမုတ္တကီဆိုတာဘာကိုခေါ်တာလဲမုတ္တကီရဲ့အရေးချင်းပါလေလေဆိုတာလူအပ်လာအဲ့တော့အလ္လာဟ်အမိန့်ရှိတယ်ဟူဒလ်လီလ်မုတ္တကီမုတ္တကီအဲ့ဒီမုတ္တကီဆိုတာဘာကိုခေါ်တာလဲတဲ့အရှင်းမအရေးချင်း၅ခုပြတယ်အလ္လဒီနာယုမီနူနာဘီလ်ဂိုင်နံပါတ်1မုတ္တကီဖြစ်ဖို့အရေးချင်း၅ခုတွေကနံပါတ်1ယုမီနူနာဘီလ်ဂိုင်မမြင်ရသောအရာများကိုလက်ခံယုံကြည်တဲ့ဒုနီယာမှာအများကြီးလူတွေရှိတယ်မြင်ရတဲ့တန်းနဲ့တော့လက်မခံအဲ့ဒီမြင်ရတဲ့တန်းနဲ့တော့လက်မခံတဲ့သူတွေကြားထဲမှာအလ္လာဟ်ကကျွန်တော်တို့ကိုဗာပြောတယ်သူတို့နဲ့မင်းတို့နဲ့မတူဘူးတဲ့သူတို့ကမြင်လဲလက်မခံမမြင်တော့ပို့ဆိုတော့မင်းတို့ကမြင်လဲလက်ခံမမြင်ပဲနဲ့လေအဲ့ဒါကိုမင်းတို့ခေါ်ယုံမီနူနာဘီလ်ဂိုင်ကျွန်တော်တို့အလ္လာဟ်ကိုမမြင်ရလက်ခံအလ္လာဟ်ကိုမမြင်ရအောင်လက်ခံတယ်တမန်တော်တွေပွင့်ခဲ့တာဒီခေတ်မှာမဟုတ်ဘူးကျွန်တော်တို့တမန်တော်တွေပွင့်ခဲ့တဲ့ခေတ်မှာမမွေးခဲ့ဘူးတမန်တော်တွေမမြင်ရဘူးလက်ခံတယ်ဖရစ်တာတွေကိုမမြင်ရဘူးလက်ခံတယ်ဂျန်နတ်ကိုမမြင်ရဘူးလက်ခံတယ်ဂျဟန္နမ်ကိုမမြင်ရဘူးလက်ခံတယ်ဂျင်နာတ်ကိုမမြင်ရဘူးလက်ခံတယ်ရှိုက်တန်ကိုမမြင်ရဘူးလက်ခံတယ်
ပိုလ်စီရာကိုမမီယာကိုလက်ခံတယ်ဟီဆာကိုမမီယာကိုလက်ခံတယ်ကီတာကိုမမီယာကိုလက်ခံတယ်ကီယာမတ်ကိုမမီယာကိုလက်ခံအကုန်မမီယာအကုန်လက်ခံမမီယာကိုလက်ခံအလ္လာဟ်ကိုလည်းမမီယာအလ္လာဟ်ကိုမမီယာတာနဲ့ပတ်သက်ပြီးအဖြေတွေအများကြီးရှိတယ်အများကြီးရှိတယ်အလ္လာဟ်ကိုမမီယာလို့စောရကတိုင်ကျွန်တော်မှမေးစရာမေးဖို့နေအများကြီးရှိတယ်ဟိုကျွန်တော်မိတ်ဆွေတို့လည်းနည်းနည်းတတိယတော့ပြောပြဒီစကားတွေကျွန်တော်ပြောမဲ့တယ်မှာစိတ်ထဲပြောဖို့စီစဉ်လိုက်မှာမပါဘူးတတိယလို့ပြောပြလိုက်ဒီနေ့လူတယောက်ကဟိုအမေရိကန်နိုင်ငံမှာကောလိပ်ကျောင်းတစ်ခုမှာကျောင်းသားတွေအများကြီးပဲအဲ့ဒီကျောင်းသားတွေမှာမွတ်စလင်ကျောင်းသားတွေလည်းရှိအများစုကတော့ဒီယဟုဒ်နဆာရာကျောင်းသားတွေများအဲ့တော့နဆရာနီဆရာတယောက်ကစာသင်အမြဲတမ်းမွတ်စလင်ကလေးတွေကိုထိုးနှက်အခုလည်းဒီမှာလည်းဒါမျိုးတွေဖြစ်နေနော်ရှားရှားပါပါနှလုံးသားကောင်းတဲ့ဆရာမတွေရှိတယ်မွတ်စလင်ကလေးတွေပေါ်မှာတော်တော်များများမွတ်စလင်ကလေးဆိုတမင်တက်တက်အဲ့ဒီလိုထိုးနှက်တာတွေအများကြီးရှိအဲ့တော့ဒီနဆရာနီဆရာကလည်းမွတ်စလင်ကလေးတွေကိုထိုးနှက်ဒါပေမဲ့သူတို့ထိုးနှက်တဲ့ပုံစံနဲ့ဒီကပုံစံနဲ့မတူဘူးသူတို့ကဘာသာတရားကိုထိုးနှက်လူကိုမဟုတ်ဒီမှာလူကိုပါထိုးနှက်ဘုမမွတ်စလင်ကလေးတွေရဲ့ဘာသာတရားကိုထိုးနှက်နှိပ်ဖို့စာသင်နေနဲ့ဘာပြောလဲဆိုတော့ဆရာလောကကြီးမှာဘယ်အရာရှိလဲရှိတဲ့အရာအလုံးမြင်ရတယ်ဘယ်အရာမြင်ရလဲအဲ့ဒီအရာအလုံးရှိတယ်ဘယ်အရာမမြင်ရလဲအဲ့ဒီအရာမရှိဘယ်အရာမရှိလဲအဲ့ဒါမမြင်ရအဲ့ဒီလိုပြောပြီးတော့ကျောင်းသားတွေအားလုံးကိုသင်ခန်းစာပေးဆရာကျောင်းသားတွေကိုဘယ်လိုသင်ခန်းစာပေးလဲဆိုတော့မင်းတို့ငါ့ကိုမြင်ရလားဆရာကိုမြင်ရလားကျောင်းသားတွေအားလုံးပြောမြင်ရဘာလို့မြင်ရလဲရှိလို့မြင်ရတာဒီမှာဒတ်စတာဘောပြမြင်ရဘာလို့မြင်ရလဲရှိလို့မြင်ရအနောက်က white book မြင်ရလားမြင်ရတယ်ဘာလို့မြင်ရလဲရှိလို့မြင်ရမွတ်စလမန်တွေလက်ခံတဲ့အလ္လာဟ်မြင်ရလားမမြင်ရဘူးဘာလို့မမြင်ရဘူးလဲမရှိလို့မမြင်ရဘူးကျောင်းသားတွေအားလုံးဝိုင်းပြီးတော့လက်ပုတ်တည်နော်အဲ့တော့အဲ့ဒီမှာကုလ်လူဖီရအောင်းနဲ့မူဆာဖီရအောင်းလို့သူယုံမှာအတိုင်းအတွက်မူဆာလို့ဆုံးမမဲ့သူတယောက်ကအလ္လာဟ်ကနေရာတိုင်းမှာထားတာပြီးတာအော်တိုရှိပြီးသားလိုက်ရှာရရမလို့နော်အဲ့တော့အဲ့ဒီတည်းကမွတ်စလင်ကလေးတယောက်ကမတက်ရတယ်ဆရာစကားအဖြေကျွန်တော်ပေးမယ်ကျွန်တော်ဖြေခွင့်ပေးပါအဲ့တော့ဆရာကောင်းပြီလာဖြေအဲ့ဒီကလေးကစင်ပေါ်တက်ပြီးတော့ခုနဆရာမေးသူလိုပဲကလေးရတယ်ကျောင်းသားတွေအားလုံးပြန်ပြီးမေးတယ်ဆရာကိုလည်းမျိုးထုတ်ပြတယ်ဆရာကိုမြင်ရတယ်ဘာလို့မြင်ရလဲရှိလို့မြင်ရဆရာမျက်လုံးကိုကန်ပြတယ်ဆရာမျက်လုံးမြင်ရတယ်ဘာလို့မြင်ရလဲရှိလို့မြင်ရဆရာနှာခေါင်းမြင်ရတယ်ဘာလို့မြင်ရလဲရှိလို့မြင်ရတယ်ဆရာနှရွက်မြင်ရတယ်ဘာလို့မြင်ရလဲရှိလို့မြင်ရတယ်ဆရာခေါင်းမြင်ရတယ်ဘာလို့မြင်ရလဲရှိလို့မြင်ရတယ်ဆရာအုံနောက်မြင်ရလားမမြင်ရဘူးဘာလို့မမြင်ရလဲမရှိလို့မမြင်ရဘူးဒီကောင်အယူစကားမလို့ဘာလို့လက်ခံမရှိခြင်းဒီမမြင်ရခြင်းဒီမရှိခြင်းရဲ့လက္ခဏာဆိုအုံနောက်လည်းမမြင်ရနော်အဲ့တော့အယူအဲ့လိုပဲနောက်တစ်ခုကျွန်တော်ခိုင်မာမိတ်ဆွေတို့ဥပမာပြောပြကဘာမှာကျွန်တော်တို့မြန်မာမှာတော့မဟုတ်ဟိုသိပ္ပံပညာရှင်ဒီသိပ္ပံပညာရှင်တော့မဟုတ်တကဘာလုံးကဒီနေ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာဘာရှိလဲဝိညာဉ်ရှိတယ်ဆိုတာလူတိုင်းသိတယ်မလားယုံကြည်လားလက်ခံလားလက်မခံရင်တော့အယူပေါ့နော်လက်ခံဒါပေမဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဝိညာဉ်ထုတ်ပြတယ်ဒီနေ့တကဘာလုံးကတေဂာနီးဆဲလူကိုမှန်ပေါင်းကြောင်နဲ့ထည့်ပြီးတော့ CCTV ပေါင်းစုံနဲ့ဝိညာဉ်ဘယ်ချိန်ထွက်သွားလဲဆိုတော့သူတို့ကြည့်နေတယ်ထိုင်ကြည့်နေတယ်သူတို့အရှိရမတော့ပါလားသူတို့မတွေ့ဘူးဒီနေ့ဒီဝိညာဉ်ထွက်သွားတာကိုမဖော်နိုင်သေးဘူးကဘာဒီနေ့ဒီမဖော်နိုင်သေးဘူးလောက်ကြံစလန်းတွေပဲရှိတယ်လက်တွေ့အတိအကျဖော်နိုင်တဲ့လူဒီနေ့ဒီမရှိဘူးလူခန္ဓာကိုယ်ထဲမှာဝိညာဉ်ရှိတယ်ဆိုတာလူတိုင်းလက်ခံတယ်လက်မခံတရေမြော့နော်လူတိုင်းလက်ခံတယ်ဒါပေမဲ့အဲ့ဒီဝိညာဉ်ကိုဘယ်လူသားကမှမပြ
အဲ့တော့ကျွန်တော်လူတယောက်ကမင်းတို့အလာဗမာလေပြလို့ပြောရင်မိကွန်းတစ်ခုပဲပြောငါအလာမင်းကိုပြတတ်သိရှိပြောပြမယ်ကျွန်တော်မင်းကျွန်တော်ပြောပြအခုပြဒါပေမဲ့မင်းငေါ့ရင်မင်းရဲ့ဝိညာဉ်ငေါ့ပြမင်းဝိညာဉ်ငေါ့အခုဒီမှာချပြရင်ငါအလာမင်းကိုပြတော့ပေါ့အလာကြည့်ခြင်းတဲ့လူကြိုက်တဲ့လူလာတယ်ကျွန်တော်သူ့ဝိညာဉ်ကျွန်တော်မြင်အောင်ပြသူ့ဝိညာဉ်ကျွန်တော်မြင်အောင်ပြရင်ကျွန်တော်အလာသူမြင်အောင်ကျွန်တော်ပြတော့ပေါ့အများကြီးအဖြစ်ရှိတယ်ဒါကျွန်တော်အတူချုပ်ပြီးပြောပြဒုနီယာမှာအလာကိုမြင်ဖို့ဆိုတာအလာဖန်ဆင်းထားတဲ့အရာတွေတော့ကျွန်တော်တို့မမြင်တာတွေအများကြီးပဲမမြင်ရသောအရာပေါင်းများစွာကိုဖန်ဆင်းနိုင်တဲ့အရှင်ကိုမမြင်ရခြင်းသည်ပြစ်ချက်မဟုတ်ဒီနေ့ကျွန်တော်တို့မှာပန်ကာပွင့်အဲယာကွန်ဖွင့်လို့ထွက်လာတဲ့လေအောင်ကျွန်တော်တို့မမြင်ရဘူးနော်နာကစ်မှာလေတိုက်ပြီးတော့တေသွားတဲ့လူတွေအများကြီးပဲလေတိုက်ပြီးပြတ်သွားတဲ့အိမ်တွေအများကြီးပဲလေတိုက်တာလေကလာတိုက်တာမြင်ရရင်ရှောင်လို့ရတာပဲမမြင်ရလို့ပါသွားတာပေါ့ဟုတ်တယ်မလားအနုပြူမှန်ပြောင်းနေပါလေကြည့်ရင်မြင်ရအဲ့တော့အတ္တဝိညာဉ်ကြတော့အဲ့အနုပြူမှန်ညောင်းတယ်လည်းမမြင်ရအလ္လာဟ်မမြင်ရသောအရာပေါင်းများစွာကိုအလ္လာဟ်ပါတင်တာအခုဒီနေ့တခြားဘာသာကြားတွေပင်တရေဆိုတာမမြင်ရဘူးတို့လက်ခံလားမခံတရေရှိတဲ့ဒီနားမသွားနဲ့ဆိုတော့ကဘာမှာတရေမြင်မှုတဲ့လူမရှိဘူးတရေရှိတဲ့မသွားနဲ့ဆိုဘယ်မှသွားအောင်မဟုတ်တော့တရေတွေနတ်တွေသစီတွေတပတ်တွေအများကြီးပဲရှိတယ်အဲ့ဒါတွေမရှိမမြင်ရပဲအဲ့ဒါတွေရှိတာကျတော့လက်ခံတယ်ကျွန်တော်တို့အလ္လာဟ်ရှိတာကျတော့လက်မခံဘူးဆိုတော့အဲ့ဒီအုံနောက်လည်းတစ်ဖက်ဆောင်နေတာနော်သူလက်ခံရင်အဲ့ဒါကြောင့်ကာဖီကမြင်ရရင်တော့လက်မခံတာရှိအဲ့တော့ကာဖီကမြင်ရရင်တော့လက်မခံတဲ့သူမမြင်ရလို့လက်မခံတာစည်ရင်တဲ့ဟုတ်မပြောတော့ဘူးကျွန်တော်တို့အီမန်ရှင်ကတော့မမြင်ရလဲလက်ခံကျွန်တော်တို့မွတ်စလင်ဖြစ်တာကိုဂုဏ်ယူလိုက်စမ်းပါဘာကြောင့်လဲဒီလားမွတ်စလင်ဘဝအတေလဲလာတယ်အနေလဲလာအနေလဲလာတယ်အတေလဲလာတယ်နှစ်ခုပဲဥပမာပြောပြအနေလာတယ်ဆိုတာဒီနေ့ကျွန်တော်တို့ဘယ်လောက်ကြီးပဲဆေးရဲပွဲတိတ်နေပါသည်ကျွန်တော်တို့ကအနေလာတယ်အစ္စတ်ရှိတယ်တိတ်ခါရှိလူဖြစ်ရဆုံးတဲ့ဘာသာအစ္စလာမ်တိတ်ခါအရှိဆုံးဘာသာအစ္စလာမ်ဘာကြောင့်ဒီလူသားကိုဒီအလ္လာဟ်ကဖန်ဆင်းတာဖြစ်တဲ့အတွက်ဒီအလ္လာဟ်ကလူသားကိုဖန်ဆင်းထားတဲ့အလ္လာဟ်ကိုပဲစေဒါလုပ်ခိုင်းကျွန်တော်တို့ဒီနေ့ဘယ်အရာကိုမှစေတာမလုပ်ရဘူးဥရဒူလိုကြပြတပုတ်ရှိတယ်ये एक सजदा जिसे तू गिरा समझते है ये एक सजदा जिसे तू गिरा समझते है हजार सजदों से देता है आदमी को नजात अल्लाह दबारे को सीधा लोगों में तो चाव नहीं ला अल्लाह दबारे को सीधा मतलब दे काफिर का ठाउंगों में आ गया तो यार को सीधा लो नहीं योटू सिंधु को सीधा लो आ रहे बाद आए गांव हमने को सीधा लो आ रहे टिप्पे वाबिने को सीधा लो आ रहे कोठे नहीं जा रहे दरवारे को सीधा लो आ रहे लूजी तुमा को सीधा लो आ रहे अबो अबवा को सीधा लो आ रहे सियादमा को सीधा लो आ रहे मीबा को सीधा लो आ रहे दाबे में अल्लाह को सीधा मलो लू को फांसे ने अशे को सीधा मलो पे फांसे गाने को सीधा लो आ में बवारे या उदवा में ए अल्लाह दबारे को सीधा लो लाइक दे अडवा दिने चुनारो बडू गुमा बागुमा बेहया गुमा फांसे का बेहया गुमा चुनारो सीधा बरू लोग डाले फांसे शीन को लोग फांसे खान को महो फांसे का को महो फांसे शीन को सीधा लोग दे दू फिर दे अडवा चुनाव मा दिने यादू मशी बाजी चुनाव मा कलाठाई मशी बाजी चुनाव मा पावा मशी बाजी चुनाव मा आना मशी बाजी चुनाव मा मुएचे तना मशी बाजी बाबे मशी चुनाव दी इज्जत शी दे लूदा दवा पाओ ला लू गांव सुरा मिया ला मिया गांव सुरा अमिया सो बरू से मा मंगो अल्लाह से आलो है बरू से मा मंगो अल्लाह दा दी नेमत बरू बेधारा ईमान से वो बेधारा चाहे तो बडू मा मिया गबा मा अको या में यारू या में आना या में पावा या में नंगा ओ छो में गबा ओ छो में तो मैं गांव में ओ छो ना आरो ओ छो ना को गांवကျွန်တော်တို့အီမန်ရှင်ကဘဒုကိုမှမအုပ်ချုပ်ကိုကောင်းကိုအုပ်ချုပ်တယ်ငါကောင်းငါပိုင်တဲ့ကောင်းငါ့ကိုဖန်ဆင်းတဲ့အရှင်ကအရှင်မှလွဲလို့ဘဒုရှင်မှမချဘူး
အဲ့အလ္လာဟ်အီမန်ရှင်ကိုပေးထားတဲ့နေမတ်လိုက်နော်ကိုတံမိုးလဲကိုသိစားဘာမှအားမငယ်နဲ့ယာဒူပါဝါအာနာအားလုံးမမြဲတဲ့အရာကျွန်တော်ကိုယ်တိုင်မမြဲတာကျွန်တော်ပိုင်တဲ့အရာမြဲမလားပဲမမြဲတဲ့ဘဝမှာမမြဲတဲ့အရာကိုခင်းတွဲနေတာမွတ်စလင်အလုံးမဟုတ်ဘူးမမြဲတဲ့ဘဝမှာမမြဲတဲ့အရာနောက်ကိုလိုက်နေတာအောင်မြင်မှုမဟုတ်ဘူးအောင်မြင်မှုဆိုတာထာဝရရှိတဲ့အရာထာဝရဆိုတာကျွန်တော်တို့အလ္လာဟ်ရဲ့နာမည်ကဒီနေ့တခြားဘာသာမှာလည်းသုံးတယ်ထာဝရဘုရားသခင်ဆိုတာထာဝရဘုရားသခင်ဆိုတာမဟုတ်ဘူးထာဝရဖန်ဆင်းရှင်အလ္လာဟ်ကျွန်တော်တို့Hazrat Ali radiyallahu ta'ala တခင်ကအမိန့်ရှိတယ်ကျွန်တော်လူဘဝမှာတဲ့ကျွန်တော်လိုအလီကအလ္လာဟ်ရဲ့ဘန္တာဖြစ်ပြီးကျွန်တော်အလ္လာဟ်လိုအရှင်ကကျွန်တော်ရဲ့ခொဒါကျွန်တော်ရဲ့အလ္လာဟ်ဖြစ်နေခြင်းကပဲကျွန်တော်လူဖြစ်ဖို့လုံလောက်တယ်တော့ပေါ့ကျွန်တော်လိုလူသားအလ္လာဟ်ရဲ့ဘန္တာဖြစ်ပြီးအလ္လာဟ်လိုအရှင်ကကျွန်တော်လိုလူသားရဲ့အရှင်ဖြစ်နေခြင်းကပဲကျွန်တော်ဘဝအတွက်ဘာမှမရလဲဂုဏ်ယူဖို့လုံလောက်တယ်နော်အဲ့ဒီတော့ကြောင့်မွတ်စလင်ဘဝအနေလာလမ်းဘေးမှာပစိုးစုံနဲ့ဖနတ်စုံနဲ့ဖြာစုံနဲ့ခေါင်းအစုံခေါင်းမပါပဲပလဖောင်းခေါင်းအောင်ခုပြီးတော့ပဲအိယာပါစေမွတ်စလင်ဘဝနဲ့ဘဝပြတ်သားရတယ်ဆိုရင်အဲ့ဒီလူဖြစ်ရကျိုးနတ်အဲ့ဒီလိုပဲနေရာကျိုးနတ်တယ်လို့အနေလာတယ်လို့တေရာကျိုးနတ်ပြီးအတေလာတာလည်းမွတ်စလင်ပဲကဘာမှာဘယ်ဘာသာလို့ကျွန်တော်မပြောအစ္စလာမ်ကလွဲတဲ့ဘယ်ဘာသာမဆိုတေသွားရင်ယူရချင်းနာနဲ့ဝိုင်းပြီးလူ၄၅ယောက်ကဝူစုတေရီတန့်စင်ပြီးရေချိုးပြီးနှာခေါင်းထဲကအညစ်အကြေးနားထဲကအညစ်အကြေးမျက်လုံးထဲကအညစ်အကြေးနောက်ဆုံးဝင်းထဲမှာကြံနေတဲ့အညစ်အကြေးပါပြစ်ထုတ်ပြီးတန့်ရှင်းနေအောင်မွေးကြိုင်နေအောင်ရေချိုးပြီးဖြူဖွေးနေတဲ့အဝိစားလေးနဲ့ပတ်ပြီးယူချင်းနာခေါင်းပေါ်မှာထမ်းပြီးတော့ခေါ်သွားပြီးမြုပ်ပေးတဲ့ဘာသာဘယ်လိုရှိလဲကျွန်တော်ပြောတာအမှရှိမရှိမွတ်စလင်ကလွယ်မရှိအလ္လာဟူအာယာပါယာတစ်ခေါက်လုံးနှလုံးသားတွေကဖတ်ဆံမှာအလ်ဟမ်ဒူလ illah အစ္စလာမ်မဟုတ်ဘဲတာဒုနီယာမှာနေရမယ်ဆိုမတေခင်ဂျဟန္နမ်နဲ့အရင်ရောက်မိတဂျူဆက်တဲ့အဲ့လိုခွေးတွေပုံပြတဲ့အဲ့လိုထဲပလိုက်မတေသေးဘူးဒုနီယာမှာပဲမိအရှုခံလိုက်ရတယ်ဂျဟန္နမ်မရောက်သေးဘူးပဲဂျဟန္နမ်မရောက်တယ်ဒုနီယာမှာပဲမိအရှုခံလိုက်အဲ့ဒီတေတူကိုအကြောင်းခံပြီးတော့လောင်းကစားဝိုင်းလုပ်နေတယ်အရက်ဝိုင်းဖဲဝိုင်းရှိတယ်မွတ်စလင်ကကြောပူအောင်တော့မထားရဘူးဟိုမှာ9ရက်ထားတဲ့ပုတ်စော်နန်းလေဒုနီယာမှာတေဝါတဲ့ဘဝမှာအတေမလဘူးပုတ်ပြီးမှမြေကြီးတဲ့ရောက်တာပုတ်ပြီးမှမြေပိုတဲ့ရောက်တာကျွန်တော်တို့ကတန်တန်လေးရောက်တာကျွန်တော်တို့မွတ်စလင်9ရက်ထားတာတွေ့ဘူးလားမထားရဘူးနော်9ရက်မဟုတ်24နာရီမထားဘူးကြောပူအောင်မထားဘူးဒါအမေရိကပြန်လာနေလို့စောင့်ပါမစောင့်အောင်မပြန်လာလို့ဒီလိုရှင်ဝါမှာဆိုရင်တော့ငါ10ကစောင့်ပေးမင်းလာလို့ရှင်ဝါမှာမဟုတ်တော့ဘာလို့စောင့်မင်းအမေရိကလာလို့ဒီမူတာတော့ဘာကျိုးရှိလဲဗျမင်းကအမေရိကလာတာဒီလူကအရှင်းမှာဂျန်နတ်ကိုသွားတော့အမေရိကကိုစောင့်မလားဂျန်နတ်ကိုအမြန်ပို့မလားဗျရွေးဂျန်နတ်ကိုအဲ့ဒါဆိုလို့ရှိရင်ဘတို့မစောင့်ကြရမလို့ဘတို့ကမှစောင့်ကြရတော့ပေါ့ဟုတ်ကျွန်တော်တို့ကဟိုးအဝေးရနေလာတာအချိန်အတိုင်းတာမလုံဘူးဆိုရင်တော့ဆွေမျိုးသားချင်းအရင်အချာကြီးသားသမီးဖြစ်နေတယ်မိဘဖြစ်နေတယ်ဆိုရင်ခိတ္တခဏအချိန်အတိုင်းတာတစ်ခုတည်းတော့စောင့်လို့ရတယ်ဒါပေမဲ့လွန်သွားရင်တော့မနက်ဖြန်မှရောက်မှာဆိုရင်တော့မစောင့်နဲ့နော်ဒီနေ့ပဲဖန်လို့လိုက်တော့ပေါ့လားဒီနေ့ပဲဖန်လို့လိုက်သူဂျန်နတ်တီဆိုရင်လည်းဂျန်နတ်ကြောက်ဖို့နောက်ကျနေတယ်ဂျဟန္နမီဆိုရင်ဒီဟာတွေကသူ့တော့ပရိရှာဖြစ်နေကျွန်တော်တို့မသိဘူးလေသူသိနေတယ်နော်သူသိနေအဲ့ဒီတော့ကြောင့်မဆွဲထားရဘူးတော့အဲ့တော့မွတ်စလင်ဘဝအနေလဲလားမွတ်စလင်ဘဝအနေလဲလားအဲ့တော့အလ္လာဒီနာယူမီနူနာဘီလ်ဂိုင်မုအမင်ဆိုတာမမြင်ရတော့အရာကိုလက်ခံတဝက်မှတ်တာနောက်တဝက်လာတယ်ဒီဟာလေးတနေ့မှတ်ယူမီနူနာဘီလ်ဂိုင်မမြင်ရတော့အရာအဲ့ဒါကိုအီမန်ဘီဝူဂျူဒ်လို့ပြောအီမန်ဘယ်ဝူဂျူဆိုတာပါလဲတည်ရှိတယ်အလ္လာဟ်မမြင်ရဘူးရှိတယ်တမန်တော်တွေမမြင်ရဘူးရှိတယ်ဖရစ်တာတွေမမြင်ရဘူးရှိတယ်ဂျင်နတ်မမြင်ရဘူးရှိတယ်ရှိုင်တန်မမြင်ရဘူးရှိတယ်ဂျန်နတ်မမြင်ရဘူးရှိတယ်ဂျဟန္နမ်မမြင်ရဘူးရှိတယ်ပုလ်စီရတ်မမြင်ရဘူးရှိတယ်ကီယာမတ်မမြင်ရဘူးရှိတယ်ကဘာအဇပ်မမြင်ရဘူးရှိတယ်ဒီနေ့ငါကြောင်တစ်ခွက်ရှိတယ်ကဘာအဇပ်လည်းမက
ဘာဘယ်လိုပြောလဲသိလားအဲ့ဒါမွတ်စလင်တွေကဘာပြောလဲသိလားကဘာထဲမှာတဲ့ကျွန်တော်တို့ကြားဘူးလားဖရစ်တာတွေကအကြီးတွေလို့ကြားဘူးလားဖရစ်တာထဲမှာဟဇ်ဂျီဘရာအီလ်အလိုင်ဟိစလမ်ရဲ့ခန္ဓာကိုယ်ကအသေးဆုံးဟဇ်ဂျီဘရာအီလ်အလိုင်ဟိစလမ်ရဲ့ခန္ဓာကိုယ်ကအသေးဆုံးပဲဆိုတော့ဟဇ်ဂျီဘရာအီလ်အလိုင်ဟိစလမ်ဒုနီယာမှာရှိတဲ့ပင်လယ်တွေကရေတွေအားလုံးဟဇ်ဂျီဘရာအီလ်အလိုင်ဟိစလမ်ရဲ့ခေါင်းပေါ်လောင်းချနတ်တလေထိမစည်းဘူးအဲ့ဒါအသေးဆုံးဖရစ်တာအသေးဆုံးပရိစ္ဆာအလောက်ကြီးတယ်ဆိုရင်ကျန်တဲ့ပရိစ္ဆာတွေဘယ်လောက်ကြီးမလဲပြီးတော့ခင်ဗျားတို့မလေးစားတွေပဲပြောတယ်ကဘာထဲမှာမွန်ကာနကီလာမယ်ဒီလူနဲ့ဒီမွန်ကာနကီနဲ့ဘယ်လိုဆက်မလဲတော့မေးချောင်းပြီအဲ့တော့ဟုတ်တယ်လို့ပဲနော်ဒီလူနဲ့ကျွန်တော်ပြောတယ်24လမှ DB ထဲမှာလူအယောက်1000ဘယ်လိုဆက်ဆန်လူရောက်1000ဆန်လား24လမ်းမှာ24လမ်းမှာ TV လူလောက်ထားတာဂျပန်လောက်ထားတဲ့ TV မှာလူအယောက်1000ဆန်တယ်ဆိုရင်အလားလောက်တဲ့ကဘာမှာဖရစ်တာ2ပါးနဲ့လူတယောက်မဆောင်လားပဲဆန်အဲ့ဒါကိုမဆောင်ဘူးအဲ့လိုတွင်းရုပ်မီနူနာဘေဂိုင်းနဲ့လွဲပြီးညှိပြီးအဲ့ဒီကောင်အီမန်ပြတ်တယ်တော့ပေါ့လားလွယ်လေးပဲအဝေးသွားပြီးဘာမှရှောက်စဉ်းစားကြရလားမဟုတ်ရှောက်ဖတ်ကြရလားမဟုတ်လွယ်လေးအိမ်မှာရှိတဲ့ TV ကြည့်လိုက်အိမ်မှာရှိတဲ့ DV ထဲမှာဒီလောက်လူတွေအများကြီးစတယ်ဆိုရင်အလားလောက်တဲ့ဒီကဘာထဲမှာမဆောင်လာပဲစမ်းတာနော်အဲ့ဒီအတွက်ကြောင့်အဲ့ဒါတွေအားလုံးလက်ခံရမယ်အဲ့ဒါယူမီနူနာဘေဘာအီမန်ဘီလ်ဝူဂျူဒ်လို့ခေါ်တယ်တည်ရှိမှုလက်ခံအချိန်တော့နိုင်ကြော်ပါရတယ်ဆက်ပါအများကြီးကြံသေးတယ်ပြောယူမီနူနာဘေလိုက်ويقيمون الصلاة ဒုတိယအရေးချင်း ويقيمون الصلاة အီဘာဒတ်တွေထဲမှာနှစ်မျိုးရှိတယ်တစ်မျိုးကဘဒနီအီဘာဒတ်ဂျစ်မာနီအီဘာဒတ်ခန္ဓာကိုယ်နဲ့ပြုကျင့်ရတယ်နောက်တစ်မျိုးကကျတော့မာလီအီဘာဒတ်ငွေကြေးဒဏနဲ့ပြုနော်ဒဏအားနဲ့လုပ်ရကာယအားနဲ့လုပ်ရခန္ဓာကိုယ်နဲ့ဆိုရင်ကာယအားနဲ့လုပ်ရတဲ့အီဘာဒတ်တွေရှိတယ်လို့ဒဏအားနဲ့လုပ်ရတဲ့အီဘာဒတ်တွေရှိငွေကြေးဥစ္စာနဲ့လုပ်ရတယ်အဲ့တော့ဒီကာယအားခန္ဓာကိုယ်နဲ့ပြုကျင့်ရတဲ့အီဘာဒတ်တွေထဲမှာကောင်းဆောင်ကဘယ်လိုလဲဆိုတော့နမတ်ကဒီင်သာသနာရဲ့ဂျိုးကြောယိုနမတ်ကဒီင်သာသနာရဲ့အုတ်မြစ်နမတ်ကအီဘာဒတ်တွေအားလုံးရဲ့ခေါင်းဥကောင်းမရှိလို့ဖဇာလီနမတ်မှာဒါတွေကြားဘူးပြီးသားဟုတ်တယ်မလားခုနကကျွန်တော်ပြောသလိုတေချာနားထောင်ရင်တော့ဒီလိုထားအောင်တဲ့လူကတော့ဘာမှသိမှာမဟုတ်နော်တေချာနာနဲ့တေချာနားထောင်ထားတဲ့လူမအိပ်ပဲနားထောင်ထားတဲ့လူဆိုတော့သိပရဒါဒီအားလုံးပါပြီးတာအဲ့ဒီတော့ကြောင့်အလ္လာဟ်ကဒီမှာဝယုကီမူနဆလာဆိုတဲ့နမတ်တစ်ခုတည်းဆလာတစ်ခုတည်းကိုပြောတာနောက်ထပ်အီဘာဒတ်တွေဂျစ်မာနီအီဘာဒတ်ကာယအားနဲ့ပြုကျင့်ရတဲ့အီဘာဒတ်အားလုံးပါတယ်ဒါပေမဲ့ခေါင်းဆောင်နမတ်ကိုပြောတယ်နော်ဝယုကီမူနဆလာအလ္လာဟ်ရဲ့အီဘာဒတ်တွေပြီးတေးပြည့်ချက်ပြည့်လုံးနိုင်ရဒုတိယစီကံနမတ်ဖတ်တဲ့အချိန်နမတ်ကိုနမတ်နဲ့တူအောင်ဖတ်နမတ်ဖတ်တဲ့အချိန်မှာဒုနီယာမှာရှိတဲ့အာယုန်တွေမထွေပြားရဒါပေမဲ့ကျွန်တော်တို့ကနမတ်ဖတ်ပြီးဆိုရင်ဒုနီယာမှာရှိတဲ့အာယုန်တွေအကုန်ဒီမှာရောက်လာမရောက်တယ်အလ္လာဟူအက္ဘာဆိုတာနဲ့ဘုရုအကျိုးပေးရမယ်အဲ့ဒါတရေရပါတယ်ဘုရုစီမှာဘယ်လောက်ရအောင်လဲဘယ်ဟာပါလဲဟိုလုံးနမတ်စာနေဆုံးသွားတယ်ဘယ်ချင်းနမတ်စာပြီးဘယ်ချင်းဆုံးသွားတယ်ဆိုတာပဲသိတယ်အလေကောင်းအဲ့ဒီတခုမှမသိလိုက်နော်တခါတည်းအီမမ်ကဘာဆူရာတွဲလို့တွဲမှတော့မသိလိုက်တာတွေကျွန်တော်တို့အများကြီးပဲအဲ့လိုမဖြစ်ရဘူးနမတ်ထဲမှာအာယုံမရှိဘူးနမတ်ထဲမှာစိတ်မပါဘူးဘန္တာနည်းနည်းလေးတွေးရအောင်ရက်နေတာအလအရှင်းကျွန်တော်တို့ကအလအရှင်းမှာရက်တဲ့အချိန်ကြာတယ်အဲ့ဒီဖဇာလေးနမတ်ထဲမှာပဲပါတယ်နမတ်ဖတ်ရင်ကျွန်တော်ကအလ္လာဟ်ကိုမြင်နေရတယ်ဆိုတဲ့အတိနဲ့အာယုံနဲ့ဖတ်ရမယ်အဒီတော့မရှိအလ္လာဟ်မှလည်းမဖြစ်နိုင်ဘူးဆိုကျွန်တော်ကိုအလ္လာဟ်မြင်နေတယ်ဆိုတဲ့အတိနဲ့တော့အဲ့ဒါမှနမတ်ဖြစ်သူကျွန်တော်ကအလ္လာဟ်ကိုကျွန်တော်မြင်နေတယ်ဆိုတဲ့အတိကတော့လုံးဝမရှိအလ္လာဟ်ကျွန်တော်ကိုမြင်နေတယ်ကြည့်နေတယ်ဆိုတဲ့အတိမရှိနမတ်မှာပုံခိုးကြည့်နမတ်မှာ
ဘယ်နိုင်လို့ပြီလဲတာလေးကိုကြည့်ကြည့်လိုက်ကြည့်နော်မပြောကြည့်အခုတပြည့်မှာကိုကြည့်လိုက်သေးလားအခုလာတော့မယ်ရမ်ဇန်လတရာဝီမှာလေအတိချောင်းမှာပထမဟာဖီဆက်ကဘယ်နှမိနစ်လဲဒုတိယဟာဖီဆက်ကအကောဟာဖီ9ရောက်ရွယ်စင်းရှိတယ်နမပြီးတာနဲ့အပြင်ရောက်တာနဲ့ဟာဖီဆက်တွေကိုအုံနောက်စားပြီးဆရာမနေ့က10မိနစ်ပဲကြာဒီနေ့12မိနစ်ဘာလို့ကြာလဲဟာဖီဆက်တော့တိုးတာဟာဖီဆက်တွေအချင်းချင်းကိုသူကတရာဖတ်ပြိုင်ပွဲလုပ်ပေးထားတယ်ဒီဆရာဟာဖီဆက်ကိုပြောဆရာဒီနေ့ရေးလည်းမရတော့9မိနစ်နဲ့ပြီးသွားဆိုဟိုဆရာကိုရှိပြီးနောက်နေ့ကျတော့9မိနစ်နဲ့ပြီးအောင်ပါတယ်ဟုတ်တယ်ဟာဖီတရာဝီဖတ်တာဟုတ်ပါလားဟာဖီပြိုင်ပွဲဖြစ်နေဟာဖီစစ်လိုက်လို့ထိုးတယ်ဟိုဆရာအခါခဏကြာတယ်ဗျာ12မိနစ်ဆိုဟိုဆရာစိတ်မကောင်းအတူကလည်းနောက်နေ့ကျတော့12မိနစ်နေရာမှာ10မိနစ်ပြည့်အောင်လို့ဟို10မိနစ်ကလည်းမြန်တယ်လို့ပြောကြတော့ကိုရှင်နဲ့9မိနစ်ပြည့်အောင်လို့အတရာကြီးဖတ်တာမဟုတ်ပဲနဲ့ဘာကြိုင်ဝဲနေကြိုင်နော်တရာဝီမှာဘလောက်အခုအများကြီးတော်လာဒီလားဟိုခစ်တွေကတော့မာရှာလာပဲဘယ်ကျွန်တော်ဝါကြီးအခုပြောကဘာလို့တော်စိတ်ပြောင်းရန်ကုန်မှာ92ခုနှစ်လောက်ကကျွန်တော်တို့ဟာဘစ်ဖတ်နေတဲ့အချိန်5-6ပါလာရောက်ရန်ကုန်မြို့လေကောင်ပလီတလုံးမှာအတရာယူတပ်ပါတယ်တရာယူတပ်ဖတ်တော့အဲ့လိုပဲဘာဖတ်လို့မှမသိစူရာပါတိဟာအောင်ကျွန်တော်တို့လိုက်ဖတ်ဖို့ကိုလိုက်နားတော့မရဘူးဒါမှမဟုတ်တော့နော်မိုင်းအဲ့လိုတန်းဖတ်အဲ့လိုဖိုင်နဲ့သူကရူကူသွားရင်အလ္လာဟ်အက္ဘာဆမီအလ္လာဟ်လမန်အလ္လာဟ်အက္ဘာအဲ့လိုသွားအဲ့မှာဆရာတယောက်ကပထမတကားမှာပြကြတာဟာစာရီအရန်ရှုပ်ပြီးတော့တစ်လုံးနှလုံးမားသွားတော့သူကမားသွားနေလည်းပြပါမားလည်းမားသွားတယ်နည်းနည်းလည်းပြသွားတော့ဖတ်တာလည်းအရန်မြန်တယ်စိတ်ကလည်းလောနေပြီအဲ့တော့သူရူကူသွားတယ်အလ္လာဟ်အက္ဘာဆမီအလ္လာဟ်လမန်ဟမီဒါအလ္လာဟ်အက္ဘာအဲ့လိုသွားမှာနော်အာယတ်ဆုံးတဲ့အချိန်မှာသူအလ္လာဟ်အာယတ်ဆုံးတော့အလ္လာဟ်အက္ဘာသွားလိုက်တယ်ပြီးတော့ဆမီအလ္လာဟ်လမန်ဟမီဒါအလ္လာဟ်အက္ဘာပြန်ထားလိုက်သွားလိုက်နေရမှာသူဘာလုပ်လိုက်လဲသိလားလောနေတာအမြန်ကြီးဆိုတော့ဆမီအလ္လာဟ်အက္ဘာနောက်ကလူတွေကဘာလို့အောင်ထားတဲ့လူကထားတယ်လူကူမှရှိတဲ့လူကရှိတယ်တားပြီးစီတားနဲ့သွားတဲ့လူကတော့ပတိထဲမှာ3ခိုင်းကွဲသွားတယ်လူကူသွားပြီးဆမီအလ္လာဟ်လမန်ဟမီဒါအလ္လာဟ်အက္ဘာသွားလူကူတွေကနေပြန်ထားရင်တစ်ချက်ကုန်နှစ်ချက်ပြန်သွားတယ်ဆမီအလ္လာဟ်အက္ဘာဆိုအဲ့လိုနမတ်ဖိုင်ဖဇာရီနမတ်ဆဲမှာပဲဆိုလို့ကြားဘူးတရားမသိအဲ့နမတ်ကိုလာထုတ်ပြီးပြန်မှာပေါ့နည်းနာပေါ့မင်းနာတော့ဖတ်တာမင်းငါ့ကိုချစ်ပြီးဖတ်တာတာဝန်ကြီးဖတ်တာရက်ကွက်တွေကလူတွေကနမတ်အချိန်မှာအိမ်မှာထိုင်နေတယ်ပလီမတော်ဆိုင်မှာထိုင်နေတယ်ပလီမတော်အပြောခံမှာမင်းငါ့ကိုချစ်ပြီးဖတ်တာတရက်လူတယောက်ကအဆန်နမတ်မှာအီမမ်ကဆလာမ်လှည့်လိုက်တော့တယောက်တောင်းနေထားအောင်ဆရာ3လက်ကပဲရှိသေးတယ်ဆရာကိုယ်တိုင်လည်းမသိဘူး3လက်ကပတ်လိုက်အနောက်ကလူတွေလည်းမသိဘူးဒပလီလုံးမသိဘူးသူတယောက်ပဲသိဆရာပြောတော့မဟုတ်ပါဘူးတဲ့ကျွန်တော်4လက်ကပတ်တာမဟုတ်ဆရာ3လက်ကပဲကျန်တဲ့လူတွေကလည်းပြောဟုတ်ပါတယ်ကွာဆရာ4လက်ကပတ်တာဟုတ်လို့မဟုတ်ဘူးဆရာ3လက်ကပဲပတ်ဒပလီလုံးနဲ့တယောက်သူခံညင်းတယ်အချကောင်းပြီဒါဆိုလို့ရှိရင်မင်းမဘာထောက်ထားရှိနော်အခု CCTV ရှိလားရှိအခုဆိုရင် CCTV ပြန်ဖွင့်ကြည့်လို့ရတယ်။ Okay က CCTV လည်းမရှိဘူး။ဒီ CCTV လည်းတော်တော်ဆိုးရတော့တယ်။ဒီကောင်ခိုဒါစာနီလို့ခေါ်တယ်။ကျွန်တော်ခိုဒါကူလာအလောင်းမကြောက်။လူတယောက်ကိုပြောဘိုင်းအလာကြည့်နေတယ်ဆိုရင်အဲ့ဒီလူဘယ်သူမှမမြင်တဲ့နေရာရောက်ရင်အလာမြင်နေတယ်ဆိုတော့အတိပြောက်ကိုကျွန်တော်လုပ်။ဘိုင်းဒီနားမှာ CCTV ရှိတယ်နော်လို့ပြောကြည့်လိုက်ကဘာမှသူတော်စင်ဂိုင်းကျုပ်။ဘူးလို့ကြောက်လာတယ်CCTV ကိုအလောက်ကြောက် CCTV မမြင်ခင်တော့ဘူးမြင်လားပါလာမြင်တယ်ဒါပေမဲ့အလောက်ကျွန်တော်တို့မကြောက်လိုက် CCTV ကိုကြောက်တော့ပါလားအဲ့တော့အခုကိလို့ CCTV လည်းမရှိတော့ပြန်လိုက်ကြည့်လို့မရအဲ့တော့သူအထောက်ထားမဲမှာဘာအထောက်ထားရှိတယ်ပြောဆိုတော့သူဘာပြောလဲငါကဆိုင်4ဆိုင်ရှိတယ်နေ့တိုင်းအစဖန်4ဆိုင်စေရင်ပြက်တယ်ဒီနေ့3ဆိုင်ပဲပြီးတယ်ဆိုင်ပြောင်းသွားကောင်းလိုက်တဲ့အထောက်ထားတော့ပါလားဆိုင်နမဆက်မှာဆိုင်စီရင်လာလို့အခုကျွန်တော်နမထိုင်အဲ့လိုနိုင်ကိုချီတာကိုဒီကြည့်တာအဲ့ဒီလိုမကြည့်ပဲနဲ့နမဆက်မှာစိတ်ပေါအောင်ဟောင်းလုပ်တဲ့နီးတစ်ခုသိတာတင်ပေးမယ်နော်အခုသူနမဖတ်နေနေဘယ်လိုဝင်လာလဲသူကြည့်တယ်ဘယ်လိုထွက်သွားလဲကြည့်တယ်နိုင်လဲကိုကြည့်တယ်အကုန်ကြည့်တယ်
အဲ့ဒီကြည့်နေတာဘာဖြစ်လို့လဲတဲ့တော့သူစိတ်လို့ကိုအလ္လာဟ်ကိုကြည့်နေတယ်ဆိုတော့အတိသူ့မှာမရှိလို့သူအဲ့လိုရှောက်ကြည့်နေတဲ့လူရဲ့အရှိမပိုက်တော့ထန်ပြီးသူ့မျက်နှာကိုတစ်ချက်မောကြည့်လိုက်သူကဘာမှာသူ့ရဲ့ကြီးတဲ့သူတော်စင်မရှိတော့လုံးဝသူဘယ်မှကြည့်မှာမဟုတ်တော့ဘာဖြစ်လဲတဲ့သူ့ဘိုက်ကြည့်လိုက်တယ်ကြည့်လိုက်တာနဲ့သူချက်ချင်းလုံးဝဘယ်မှမကြည့်တော့ရှိတာဒီမှာရှောက်မကြည့်စေခြင်းအဲ့ဒီမျက်နှာတစ်ခေါက်ကြည့်တယ်သူကအလ္လာဟ်ကြည့်တာကိုကြောက်ဘိုက်ကြည့်တာကိုကြောက်ဟုတ်လားမဟုတ်ကျွန်တော်တို့ရနမတ်အဲ့လိုမဖတ်ရဝါယူကီမနဆလာနော်နမတ်နဲ့ထူအောင်စောက်တည်ဘဝမှန်ဖို့ဒီနေ့နမတ်ဖတ်ရတဲ့နဲ့မအောင်မြင်ဘူးဒီနေ့နမတ်ဖတ်ရတဲ့နဲ့ဘရကတ်မရှိဘူးနမတ်ဖတ်ရတဲ့နဲ့ကျမ်းမာရေးမကောင်းတာဘာကြောင့်လဲဆိုကျွန်တော်နမတ်ကနမတ်မတူပဲကျွန်တော်နမတ်ကတာဝန်ကြီးဖြစ်နေတယ်ကျွန်တော်နမတ်ကအဖြစ်ကြီးအဖြစ်သဘောကြီးအပြုသဘောနော်အဲ့တော့ကျွန်တော်နမတ်ကတန်ဖိုးမရှိဘူးလေဝါယူကီမနဆလာومما رزقناهم ينفقون အလ္လာဟ်ပေးထားတဲ့အထဲကနေပြန်တုံးချအလ္လာဟ်ပေးထားတဲ့အထဲကနေပြန်တုံးချဒီမှာအလ္လာဟ်ယတိပြအလ္လာဟ်လမ်းမှာဆိုတဲ့စကားလုံးမပါအများကြီးနေရာမှာဖီဆဘီလလာအလ္လာဟ်လမ်းမှာတုံးချအလ္လာဟ်လမ်းမှာတုံးချဆိုတာလည်းတုံးလို့ပြောပြတာဘာမှမဟုတ်နော်ဘာကြီးရကြမှမရှိပုံမှန်လင်းပြောဖီဆဘီလလာအလ္လာဟ်လမ်းဆိုတာကိုဂျမားထွက်တာကိုပြောတာမဟုတ်ကုရ်အာန်ထဲမှာပါတဲ့ဖီဆဘီလလာမှန်သမျှဒီဂျမာအတ်နဲ့ဘာမှမဆိုင်အဲ့ဒါဒီဂျမာအတ်ထွက်တာပါလို့ပြောရင်ကုရ်အာန်ကိုတဟာရီဖ်လုပ်တဲ့အတွက်အီမန်ကထိခိုက်ကျွန်တော်ပြောတော့ဘာကုရ်အာန်ထဲမှာပြောတဲ့ဖီဆဘီလလာဆိုတာအလ္လာဟ်လမ်းဘယ်နေရာမှာမလို့ပြေးတာကိုဖီဆဘီလလာလို့ခေါ်တယ်နောက်တစ်ခုဖီဆဘီလလာဆိုတာဂျီဟာဒ်ဖီဆဘီလလာဂျီဟာဒ်နဲ့ပတ်သက်တဲ့အာယတ်တွေဒီဂျမာအတ်လုံကကုရ်အာန်ကြားတဲ့အချိန်ကဒီဂျမားလုံကမပေါ်သေးဘူးလေမောင်နာအီလီယာဆပ်လုပ်ခဲ့တာလေဟုတ်တယ်မကုရ်အာန်ကြားတဲ့အချိန်ကပေါ်မပေါ်သေးပဲဒီဖီဆဘီလလာဟိုမှာတော့ချိတ်တယ်အဲ့ဒါအယူတွေအာလင်ပြောရင်အဲ့ဒီကောင်အာလင်မဟုတ်အဲ့ဒီကောင်မတုံးမယ်ကျွန်တော်တကားလည်းပြောကုရ်အာန်ကိုနားမလဲဖီဆဘီလလာဆိုလို့တုံးထားတဲ့စကားလုံးဘယ်တစ်လုံးမှဂျမာအတ်နဲ့ဆိုင်ဖို့မဆိုင်ဖီဆဘီလလာဆိုတာဘာကိုပြောတာနှစ်ခုပဲအလ္လာဟ်ကျင့်နာအောင်ဘယ်နေရာမှာအသုံးချအဲ့ဒါဖီဆဘီလလာနောက်တစ်ခုကဟိုကုရ်အာန်ကြားတဲ့ခေတ်ကရှိခဲ့တာဂျီဟာဒ်ဖီဆဘီလလာတော့ပေါ့လားတွေးနဲ့ချွေးနဲ့ပေးပြီးတော့တွားတဲ့ဖီဆဘီလလာကိုစိတ်ကောင်းလုံးချက်စားတဲ့ဖီဆဘီလလာနဲ့တွားနိုင်ပါဆိုင်လို့ဟိုဖီဆဘီလလာချွေးပေးတာတွေးပေးတာအသက်ပေးတာဖီဆဘီလလာအခုဟာကျွန်တော်တွေ့တဲ့ဓမ္မောက်ချက်စားတဲ့အပွဲနဲ့စိတ်ကောင်းလိုက်ချက်စားတဲ့အပွဲနဲ့ပဲအများကြီးတွေ့နော်မဟုတ်ဒါစော်ကားတာအမှန်တရားကိုပြောတာဘာလို့လဲတွေ့ပါဘယ်လိုပလီလဲလာမှာပဲဘယ်လိုလဲတခြားပလီသွားမှာပဲဒါမျိုးတွေပဲမဟုတ်လားပျော်ပွဲစားထွက်ရင်တော့အဲ့လောက်ကောင်းကောင်းမစားရအခုက3000ပေးပြီးတော့3000ဘူးလောက်စားရတယ်အဲ့လိုဖြစ်နော်အဲ့ဒီအတွက်ကြောင့်ဖီဆဘီလလာလာမနှိုင်းစမ်းပါနဲ့ရိုင်းလုံးလို့အဲ့တော့ကျွန်တော်ပြောရင်ဒီနေရာမှာဖီဆဘီလလာဆိုတာကုရ်အာန်ရဲ့တခြားနေရာတွေဖီဆဘီလလာဒီနေရာမှာအလ္လာဟ်ဝမင်မာရဇကနာဟူမင်ဖီကွန်ငါပေးထားတဲ့ဥစ္စာမင်းသုံးဆွဲဆိုတဲ့နေရာမှာဟဇရတ်မောင်နာအီလီယာဂုမန်ဒါမတ်ဘာကာတုံကဘာအမင်းရှိတယ်ကျွန်တော်တို့ကသုံးလို့ပြောရင်ကျွန်တော်ပလီဒီကျောင်းတွေတော့မြင်ပလီကိုလူရတာလားအကျောင်းကိုလူရတာလားလို့ပြောတယ်မဟုတ်ဘူးတဲ့ကိုတခါပြီးကျွေးတာလဲအဲ့ဒါသုံးတာပဲအလ္လာဟ်အတွက်သုံးတာပဲကိုမွေးထားတဲ့သားသမီးကိုကျွေးတာလဲအဲ့ဒါအလ္လာဟ်အတွက်သုံးတာပဲကိုမွေးထားတဲ့မိဘကိုကျွေးတာလဲအလ္လာဟ်အတွက်သုံးတာပဲတော့ပေါ့လားမသိဒုနီယာမှာဆဝပ်အကြီးဆုံးအဲ့ဒါတွေကဘယ်သူများကိုလူတာထက်ကိုသားသမီးကိုမွေးထားတဲ့မိဘကိုဆွေမျိုးသားချင်းညီကိုမောင်နှမလူတာနှစ်ပြန်ဆဝပ်ပြနော်ဒီနေ့လူတွေဒီမှာဗာပြောတာလေဘာမင်းမာရဇပနာဟူယွန်းဖီကိုမင်းငါပေးထားတဲ့ရိုစီကိုမင်းသုံးချဆိုတာအဓိကဒီနေရာမှာပြောနေတာကိုရှာပြီးကိုစားကိုမတထားတဲ့လူတွေဒီနေရာမှာအများကြီးပဲရှာပြီးသုံးရမယ့်နေရာမှာရှာပြီးမသုံးပဲရှာပြီးတိမ့်နေတဲ့လူတွေအများကြီးပဲငွေကြေးဥစ္စာနည်းနည်းရလာပြီဆိုအရင်ဆုံးဝယ်တာမိကန်တက်တာမူစီဘတ်နော်အရင်ဆုံးပါဝယ်လိုက်တာလေမိကန်တက်တာပတ်စံနေကိုရှာမယ်ရီမယ်တွက်မယ်ဘယ်လောက်ရပြီတိမ့်မယ်ဟာ9000ဟာ9သိန်းဟို6သိန်း10သိန်း15သိန်းအဲ့သိန်းနဲ့3ပြီးတော့ဟိုလောက်ရမယ့်နေရာမှာသိန်းပြီးတော့သူကပတ်စံနေအထဲမှာပိတ်လိုက်ဆူရာဟူမာဇာဝိုင်လူလီကူလီဟူမာဇာတေလူမာဇာအလ္လာဒီဂျမာမာလာဝါဒဟဲ့ပတ်စံနေရှာရီပြီးတိတ်အဲ့ဒီပျက်စီးမယ်တဲ့ကုရ်အာန်ကပြောအ
သုံးချသုံးဒီနေ့ကိုမတထားတဲ့လူတွေအများကြီးကိုတို့ကိုအလကားရရင်ဆွဲပြီအလကားရရင်ဆွဲပြီကိုမတထားဘူးဆိုတော့ကိုပတ်စံနဲ့ကိုသုံးဖို့မတထားအခုနကပဲဒီမှာအကွာမှာလူတယောက်ကပြောတယ်မနက်ပြန်အစီအစဉ်ရှိတယ်တဲ့သမင်းကျွေးဖို့ကျိုးပြောလိုက်ရင်လည်းလူပါပြည့်သွားမယ်အစီအစဉ်မှာပါလူပြည့်သွားမယ်သမင်းကျွေးတဲ့အစီအစဉ်ကျိုးပြောလိုက်ရင်ဒီအစီအစဉ်မှာလူပြည့်သွားမယ်တဘောကပါလဲဆိုတော့အစီအစဉ်တော့သမင်းလာစားတာမဟုတ်သမင်းစားဖို့တော့အစီအစဉ်လာတာတော့အဲ့လိုဖြစ်သွားစားဖို့ဆိုရင်မူဆာမန်ထေရှင်ကကျွန်တော်မနေ့ကလည်းပြောတယ်တတိယလို့ခုလည်းပြန်ပြောပြကြုံသွားပြီဆိုကဘာမှာစားဖို့နေရာမှာမွတ်စလင်လောက်လဲတဲ့လူသားမရှိအလကားစားမယ်တယောက်တည်းစားမယ်ကိုစားရမယ်ဆိုရင်သူများကိုပွက်ကြော်ရိုက်တဲ့နေရာမှာမွတ်စလင်လောက်လဲတဲ့လူသားကဘာမှမရှိတော့ပါယေဟူဒီတယောက်တည်းနဆရာနီတယောက်တည်းမွတ်စလမန်တယောက်တငယ်ချင်းဖြစ်ပါယေဟူဒီဆိုတာယူလူမျိုးအစ္စရေးဟိုတခိကဲနာမယ်ဆိုဘနီအစ္စရာအယ်ဟဇရတ်မူဆာအလိုင်ဟိစလမ်ရဲ့အွမ်မတ်နောက်တစ်ယောက်ကနဆရာနီဆိုခရစ်ယာန်နောက်တစ်ယောက်ကမွတ်စလင်နော်အဲ့တော့သူတို့သုံးယောက်တငယ်ချင်းဖြစ်သွားတော့ဟိုကိကငွေရဲ့ကံဘူးကြီးပစ္စည်းဥစ္စာတွေကဈေးကြီးနော်ပစ္စည်းဥစ္စာတွေကရှားပါသူတို့အလုပ်လုပ်ပြီးရတာပတ်စံနည်းနည်းသူတို့ရတဲ့ပတ်စံနဲ့နေတိုင်းဘာသာဒါလ်ဘာကြီးပဲစားစီဝါရတဲ့အဆင်မပြေဘူးဒါလ်ဘာကြီးပဲစားတော့တရက်ကြတော့အလုပ်လုပ်တာမျိုးမြတ်လေးရလိုက်ငွေနဲ့ကောင်းကောင်းရလိုက်တော့တကယ်ရင်၃ယောက်တိုင်ပင်နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီနေ့တရက်တော့ပေါ့အသားငါးလေးပါလေးစားအောင်ဈေးတဲ့တော့နေတိုင်းဒါလ်ဘာကြီးဖြစ်ကောင်းပြီသွားတော့ဟိုရောက်တော့တကယ်ချင်း၃ယောက်ကပတ်စံပေးပြီးတော့ကြက်သားဆိုင်မှာပတ်စံပေးလိုက်တော့ကြက်သားဆိုင်ပိုင်ရှင်ကသူ့ဘာပြောလဲဆိုတော့ဒီဟာတဲ့ခင်ဗျားပေးတဲ့ပတ်စံကကြက်ပေါင်တစ်ပေါင်ပဲရတစ်ပေါင်သာပဲရှိတယ်ဆိုတော့သူတို့တိုင်နေတာဘယ်လိုလုပ်မလဲကြက်တစ်ပေါင်လေးနဲ့ငါတို့၃ယောက်ဘယ်လိုစားရပါတယ်ကွာလုံးဝမစားရတာနဲ့ဆိုင်တော့မတူဘူးနော်လုံးဝမစားရတာနဲ့ဆိုင်တော့အများကြီးကောင်းတယ်ဘယ်တော့ငါတို့တစ်ပေါင်ပဲဝေစားလိုက်ကြမယ်အဲ့လိုတိုင်တယ်လူဆိုတာအဲ့လိုမမြင်ခင်ကအားလုံးကြည့်ပြတယ်ရလက်မထွက်ခင်အမောက်မမြင်ခင်နော်လူတွေအားလုံးချစ်ကြတယ်မြင်ကြကြတယ်ပေါင်းစည်းလို့ရတယ်အမောက်မြင်သွားပြီရလက်ပေါ်သွားပြီဆိုအဲ့ဒီချင်းတွေးကွယ်ပါအခုဘာမှမသိသေးတော့ရတယ်ဝယ်လာလိုက်ဝယ်လာပြီးအိမ်ရောက်တော့ကြက်သားချက်လိုက်ကြက်ပေါင်တစ်ပေါင်ချက်လို့လဲပြီးသွားအစီတဝင်းနဲ့လှပနေတဲ့မွေးကြိုင်နေတဲ့ကြက်သားဟင်းတတုံးကိုတွေ့သွားတော့၃ယောက်လုံးရဲ့ဒီရက်ပြောင်းသွားခုနကျွန်တော်ပြောတာပဲရလက်မထွက်ခင်အားလုံးညီညွတ်တယ်ရလက်လည်းထွက်သွားညီညွတ်တော့အဖေဒီမေဒီမတေခင်ကသာသမီတို့မေးတယ်ငါတို့တေသွားရင်တို့မောင်နှမတွေရောဘုဘတ်လူမျိုးပဲအမွေအတွက်ချားကြမှာလားအကိုကြီးရပါတယ်မေးရအပူပါနဲ့ဒါအမွေယူဖို့စိတ်ချမ်းသာနောက်တစ်ယောက်အမကြီးသမီးကမယူတဲ့ရလဲအမေတို့အဖေတို့နာမည်နဲ့ဆဝပ်လုပ်လိုက်ပါလေမာရှာလာပဲဘိုးရကျုံတဲ့သမီးလေးပေါ့နော်အငယ်ဆုံးလေးလည်းဗာပြောလိုက်အဖေတို့အမေတို့တောက်ကျွေးမွေးပြီးစုပြီးတော့နော်အရာရာအလိုလိုက်ပြီးခေါင်းပေါ်တင်ထားတာဒီအမွေပါလို့လဲနော်အမေရှိအမွေမလို့ဘူးတဲ့စိတ်ချမ်းသာစရာစကားလေးပေါ့နော်ဟိုမှာတီးပြီးနှစ်ရက်လဲနေရောဒီမှာပုတ်ပွဲတွေဖြစ်ကုန်မယူဘူးဆိုဘယ်လိုဖြစ်တာလဲနောက်ဆုံးဗာဖြစ်လဲကြည့်လိုက်ပဲလက်စွပ်လေးတကွင်းအငယ်ဆုံးညီမလေးကိုပို့ပေးလိုက်ဒီလက်စွပ်လေးပေးလိုက်ဆိုတော့အကြီးမထားအောင်လေတလုံးလဲအငယ်ဆုံးဆိုပြီးအနိုင်ချင်းကြည့်ပြီးအများကြီးဝိုက်ထားတာဒီနေ့လည်းဒီတကွင်းသူ့ပဲပေးရမှာမပေးနိုင်ဘူးလေဒါလည်းထည့်ခွဲတယ်တွေ့လားအခုနမယူဘူးပြောတာအမေအတွက်လူမယ်ဆိုတော့ကောင်မအခုអော်တဲ့ငသိမ့်တယ်လို့မမြင်ခင်အဲ့ဒါသူ့စိတ်မြင်သွားတော့မရဘူးအခုဒီမှာချက်ပြီးသွားတော့၃ယောက်မျက်နှာကြီးကောင်း
ငွေချင်းချင်းမြင်တာပေါ့နော်ဒါလက်မီးတယ်ရမင်းတပေါင်းတယောက်တည်းစားခြင်းနေတယ်မလားမင်းကဘာထုလဲလဲမင်းလည်းစားခြင်းနေတယ်မလားအေးဟုတ်တယ်ငါလည်းစားခြင်း3ယောက်လုံးဝင်ခံလိုက်တော့3ယောက်လုံးကတပေါင်းလုံးတယောက်တည်းပဲစားခြင်းနေတယ်စိတ်ပြည့်နေတော့ဒီတိုင်းထပ်ခွဲစားလို့လည်းမရတော့ချက်ကချက်လိုက်တော့ကြုံလဲကြုံသွားတော့တယောက်တစ်ဖက်စားဘာမှအဆင်ပြေမှာဘူးစင်ပါးစံနံပါတ်တို့ပြည့်နော်အဲ့တော့တယောက်ကဘာအကြံပေးလဲဆိုတော့ဒါဆိုကောင်းပြီတဲ့ငါတို့3ယောက်တဏှာကြီးအတိဆောင်ချုံပြီးတော့အိတ်လိုက်အခု2နာရီခွဲဖို့9မိနစ်အိတ်လိုက်3နာရီခွဲဖို့9မိနစ်ပြန်ထဘာလို့လဲဆိုအိတ်လိုက်ပါလားဘာလို့လဲ2နာရီခွဲဖို့9မိနစ်ကနေ3နာရီခွဲဖို့9မိနစ်ဒီတဏှာကြီးအတိအိတ်မယ်ပြန်ထမယ်အဲ့ဒီအိတ်တဲ့အိတ်ချင်းမှာအိမ်မက်ကောင်းကောင်းမှာပြန်ထားလို့ရှိရင်ကိုမတ်တဲ့အိမ်မက်ကိုပြောပြမယ်3ယောက်လုံးနားထောင်ပြီးဘုရုအိမ်မက်ကအကောင်းဆုံးလဲဆိုတာကိုငါတို့3ယောက်ကဆုံးဖြတ်အဲ့ဒီထဲကအကောင်းဆုံးအိမ်မက်မတ်တဲ့သူဒီချက်သားစား3ယောက်လုံးကောင်းအစီအပြေဆို3ယောက်လုံးသွားပြီးတော့ဆောင်ချုံပြီးအိတ်3ယောက်လုံးသွားပြီးဆောင်ချုံပြီးအိတ်တယ်တနာရီပြည့်သွားတယ်3နာရီဘယ်လို9မိနစ်ကြာတော့3ယောက်လုံးထားအလားမလို့ဘူးကြလားချက်သားအလားမလို့ဘူးတော့အဲ့တယ်ဆိုတာကိုယ့်ကိုယ်သွားပြီးတော့တမင်တနာရီကွက်တိချိန်ပြီးတော့အိမ်မက်ပါမရမယ်ဆိုတော့တမင်လို့လို့ရအိမ်မက်ကတမင်မလို့မရ3ယောက်လုံးနေရမပေါင်းတော့တယောက်ကိုတယောက်ခွာကြော်ဖို့အခွက်တွေအားလုံးစီစဉ်ပြီးတာတော့ပေါ့တနာရီတိထားယေဟူဒီဗနီအစ္စရာအယ်ဂျူးကပါပြောတယ်ဆိုတော့တကယ်ချင်းတယောက်ကွာတဲ့မင်းတို့ကတနာတယ်နော်မင်းတို့ကတနာတယ်မင်းတို့စိတ်လည်းမကောင်းပြောရမှာဒီနေ့ကတော့ဒီချက်သားငါအတွက်ပဲဘုန်းကြီးကပြောတယ်ဗျငါတို့စီကံချက်ကအိပ်ရမယ်အိပ်ရနိုးရမယ်အိမ်မက်မတ်ရမယ်အိမ်မက်တဲမှာအိမ်မက်ကို3ယောက်လုံးရှင်းမှပြန်ပြောပြရမယ်အကောင်းဆုံးအိမ်မက်ဆိုတာငါတို့3ယောက်လုံးဝိုင်းပြီးဆုံးဖြတ်မယ်အဲ့ဒါမှချက်သားစမှာမင်းကဘာမှမပြောမဆိုတဲ့ချက်သားမင်းတို့မဟုတ်ဘူးတဲ့ငါမတ်တဲ့အိမ်မက်ကတော်တော်ကောင်းနေတော့မင်းတို့ငါတို့အိမ်မက်မှမှာမဟုတ်ယူကကဘာမှာအလဲဆုံးယူကောင်းကဘာမှာအလဲဆုံးကောင်းယူကောင်းယူအောင်တော့ဟိုးအလ္လာဟ်ကိုတော့ကုရ်အာန်မှာပါအလ္လာဟ်ကိုတော့ပြန်ပြီးစောရကတက်တယ်အလ္လာဟ်ကိုမေးခွန်းနေပြန်ပေးတယ်ဒီကောင်အဲ့လိုဘုံတော့ကောင်းတယ်ပေါ့အဲ့တော့သူပရိယာနဲ့သူစီစဉ်ပြီးတာအဲ့သူပြောတယ်ငါမတ်တဲ့အိမ်မက်ကကဘာမှာငါတို့ကောင်းအိမ်မက်ဘယ်သူမှမမှတ်ဘူးအဲ့ဒီတော့ငါပဲဖြစ်သွားတယ်ဘာပြောလဲဘာပဲဖြစ်ဖြစ်မင်းငါတို့ပြောပြရင်ငါတို့ဆုံးပြမယ်မင်းဆုံးပြလို့မရချက်ကောင်းပြီမင်းတို့လည်းသိကျင်တယ်ပြောပြသူဘာပြောလဲဆိုငါအိတ်နေတဲ့အချိန်မှာငါစီကိုဖရစ်စတာနာပါလာတယ်တောင်းထိပါတယ်လာတော့ဘူးလာတယ်ဖရစ်စတာသူစီလာတယ်ဆိုရတဲ့ပွဲသိမ်းနေနော်ဖရစ်စတာနပါသူစီလာတယ်လာပြီးတော့သူ့ဖရစ်စတာနပါညာဘက်တယောက်ဘယ်ဘက်တယောက်တစ်ဖက်စီဝိုင်းရပြီးတော့တွဲပြီးတော့ကိုသူစီနာတောင်းပေါ်ခေါ်သွားတယ်သူစီနာတောင်းပေါ်ရောက်တော့သူဟာဇတ်မူဆာအလိုင်စလမ်နဲ့မူလာကတ်လုပ်ပြီးတယ်ဇတ်မူဆာအလိုင်စလမ်နဲ့မူလာကတ်လုပ်ပြီးတဲ့နောက်ပိုင်းမှာအလ္လာဟ်နဲ့စကားပြောတယ်ဒီဖရစ်စတာလာတယ်တောင်းပေါ်သွားတယ်နဗီနဲ့ဟဇတ်မူဆာနဲ့မူလာကတ်လုပ်ပြီးအလ္လာဟ်နဲ့စကားပြောတယ်ဆိုတော့ဒီအမတ်ကိုကောင်းတာချက်သားဆွဲဖို့ဝင်တဲ့ဝင်အဲ့တော့နဆရာနီကပြောတယ်မင်းအနေထားနဲ့ကြည့်တော့မင်းအိမ်မက်တော်ကောင်းတယ်ဒါပေမဲ့ငါနားထောင်ကြည့်တာဝါတဲ့စိတ်မကောင်းငါအိမ်မက်ကမင်းတဲ့နည်းနည်းပူကောင်းဟာချက်ကောင်းပြောပါဦးသူပြောတယ်ငါစီကိုလည်းငါအိတ်တဲ့ချိန်မှာဖရစ်စတာနာပါလာငါစီလာတဲ့ဖရစ်စတာနာပါငါ့ကိုဒီလူတရား2ယောက်တွဲပြီးတော့ဟိုးမိုးလေးတက်ပြီးခေါ်ပြီးငါရဲ့နဗီဟဇတ်အီဆာအလိုင်စလမ်နဲ့မူလာကတ်လုပ်ပြီးကိုကောင်တောင်ပေါ်ပဲရောက်တယ်ဒီကောင်မိုးလေးတက်ပါရောက်ဟာကိုကောင်ဘာတလုံးမထမ်းမပြောတော့ဘူးဘာသာပြေးသွားတယ်မိုးလေးတက်ဆိုတာနဲ့ပြီးအိုးလွဲလိုက်သူအစ္စလာမ်မဟုတ်တော့တေးကြဝဲအဲ့ဒီအချိန်မှာဟိုတော့မှမွတ်စလမန်ပိုင်ထိုင်ပြီးတော့မျက်နှာငယ်လေးနဲ့မုံကုတ်နဲ့ထိုင်အဲ့တော့ဘယ်နေရာကခေါ်ရအောင်လာအောင်ဘာလုပ်နေတာလဲငါတို့ဒီမှာငါတို့အိမ်မက်ပြောပြီးမင်းအိမ်မက်ပြောတော့လေတကယ်ချင်းနဲ့စိတ်မကောင်းတာမပြောပြစေမရဘူးမပြောလို့မရဘူးမဟုတ်ဘူးငါမင်းတို့ရှိမှငါအိမ်မက်ပြောမှာဘလို့မှအားမရဘူးငါတော်တော်စိတ်မကောင်းဖြစ်နေတယ်မင်းတို့အိမ်မက်တွေကတော်တော်ကောင်းတယ်ဖရစ်စတာတွေလည်းလာတယ်တောင်ပေါ်လည်းရောက်တယ်မိုးပေါ်လည်းရောက်တယ်ငါစီကအဲ့လိုဖရစ်စတာတွေမလာတော့ငါပြောရမှာအားနေတယ်
လုံးဝိုင်းချော့အားမငယ်ပါနဲ့တကယ်ကြီးဟာဘာပဲပြောဒီနေ့မစားရဘူးနောက်တစ်ခေါက်စားဟုတ်တယ်မလားလောလောဆယ်တော့မင်းကငါတို့စီကန်းတဲ့အရာအိမ်မက်လေးတော့ပြောပြမင်းတို့အတင်းပြောခိုင်းတယ်ဆိုတော့ငါပြောအောင်ပေါ့ကွာအားလုံးလားငါတို့မင်းတို့အတူတူအိတ်လိုက်တဲ့အချိန်မှာမင်းတို့စီကိုခရစ်စတန်ပါစီငါစီကိုကျတော့ရှိုက်တန်တာတော့အဲ့ဒီရှိုက်တန်ကလည်းအသားမဲရက်ထောင်းမောဗလာတောင်းတော့ကပလီရှိုက်တန်ငါစီကပလီရှိုက်တန်ကြီးမှာပေါ့လာပြီးတော့ငေါ့နဲ့ရွက်ဆွဲပြီးချောင်းနဲ့ဆောင်းကန်ပြီးဒီဘို့ကြောင့်နဲ့ဆွဲဟောနံပါတ်ရိုက်ပြီးအချက်တာအခုပုံအောင်စားတယ်အဲ့တော့ဘာလဲကဒါစားလိုက်ပြီလားဆိုစားလိုက်ပြီဘောကိုပြီးတော့ကြည့်တော့အိုးစေးတာဟာဘာလဲမလို့ဟာဘာလဲရိုက်ပါဘူးဘိုက်လိုက်တယ်အဲ့တော့ဘုန်းတော်တော်ပြောတယ်ဒါဆိုရင်ဒီရှိုက်တန်လာတဲ့အချိန်မျိုးကိုခေါ်လိုက်တာဘာလို့ခေါ်လာလဲဆိုတော့ဘာပြောလဲတယောက်ကမိုးပေါ်ရောက်နေတယောက်ကတောင်ပေါ်ရောက်နေတောင်ပေါ်ကဘာမှအလဲဆုံးဂျူးကောင်းတော့ဝိုက်သွားတာစားကနေတော့မုဆလမန်ဝိုက်သွားတယ်လားလေလေဆာမန်ကစားကန်ပြီးအလကားရစားကန်ပြီးအရင်လေသူများတဲ့ဝင်ကျူမြင်သူတို့နဲ့ကောင်အိမ်မက်ကိုပေးအိတ်ခိုင်းတာပြီးသူသွားစားပလိုက်ပြီးတော့ဟိုကောင်နေတဲ့ဖရစ်စတာနဲ့လိန်တော့သူလည်းရှိုက်တန်နဲ့လိန်ပလိုက်ပြီးပေါ့ဘာမှမမှားတော့စက်ထားဘူးကိုတုံးတဲ့ဥစ္စာကိုဘဝကိုအတွက်လည်းတော့မတည်ကြဘူးနော်မတည်ကြအလကားစားခွင့်ပေးတာဒီမှာစားအများကြီးလူတွေကိုအလားပေးထားတဲ့စားခွင့်မပေးတော့ဒဏပေးထားဥစ္စာဒဏရှိတယ်စားရတဲ့လူတွေအများကြီးစားတယ်ဒီနေ့ငွေမရှိလို့ငတ်တဲ့လူတွေကဘာမှရှိငွေမရှိလို့ငတ်တဲ့လူတွေကဘာမှရှိတယ်ဒါပေမဲ့သူတို့ကပြည်လို့ရဟာဘာဖြစ်လို့မပတ်စံမရှိလို့မစားတော့ပတ်စံရှိနေမစားရတော့ပေါ့လားအိမ်မှာတအိမ်လုံးပေါ်ဆန်းဝေးစားနေတယ်တအိမ်လုံးပေါင်းဖို့သမင်းစားနေတယ်သူကငစိန်သမင်းကိုငဲ့ချက်ပြီးစားနေရတယ်ဘဝရောက်နေတဲ့မွတ်စလင်တွေအများကြီးကျွန်တော်တတိယတာအကုန်ပြောရင်အရန်ကြောက်တော့ပြောတော့တတိယတာဘာမှမပြောဒါပဲအလဒီနာယွန်ဖီပူဝမင်မာရဇကနာဟူယွန်ဖီပူအလာပေးထားတဲ့ဒိုးစီကိုအသုံးချမိဘအတွက်လည်းအသုံးချဒါသမီးအတွက်လည်းအသုံးချမိဘစီရလည်းကိုအများကြီးစားပြီးဒီရွယ်ရောက်ကိုသားသမီးကိုလည်းကိုပြန်ကျွေးအဲ့ဒါမှ तू ကလည်းဘိုက်ကျွေးမှ तू ကလည်းမှတ်ထားမှမိဘတွေရငါတို့အဲ့လိုကျွေးငါတို့သားသမီးလည်းကြတယ် तू ပြန်ကျွေးမှဘိုင်ရရှာပြီးသိနေဒီကလေးအောင်တော့မှာဘာဝအောင်မလဲဆိုတော့ပတ်စံဆိုတာရှာပြီးသိရတယ် तू လည်းကြရင် तू မိဘပြင်လာ तू ရှာပြီးတော့ပဲသိတော့အဲ့ဒါကြောင့်မလို့ကစီနေတဲ့လူကခန္ဓာမြတ်ကစီနေတယ်သိလားဟုတ်တယ်မလားကစီနေတဲ့လူခန္ဓာရဘာလို့ကစီနေလဲသူမိဘကို तू ကြည့်လာသူမိဘရှာပြီးသိတော့ तू လည်းရှာပြီးသိနေအတန်းသားလည်းရောက်သွားသူမိဘရှာပြီးသုံးရင်သူလည်းရှာပြီးသုံးတယ်အဲ့တော့လူဘဝကဗါလေခဏခဏကျွန်တော်ပြောတာခုရက်စီမှာလည်းကျွန်တော်အဲ့ဒါတတိယတိုင်းပြောနော်လူဘဝဆိုတာလဲနေတာလူတယောက်ကဒီနေ့သားဖြစ်မယ်တူဖြစ်မယ်ညီဖြစ်မယ်ညီဖြစ်မယ်အဲ့မနေ့ပြန်ကြသူကအဖေဖြစ်မယ်ဦးလေးဖြစ်မယ်အကိုဖြစ်မယ်အဖိုးပြန်ဖြစ်မယ်ဘဝအားလုံးလေဦးလေးပြန်ဖြစ်မယ်နော်ဒီလောက်နဲ့မပြီးပါဘူးမျိုးစစ်မျိုးဆက်လာအဲ့မျိုးစစ်မျိုးဆက်ကဝါကီယာတခုရှိတယ်လူတယောက်ကတော့ကနေမြို့တက်လာမြို့ရောက်တော့ဆိုင်နေအများကြီးတွေ့တယ်ဟိုဆိုင်ဒီဆိုင်နော်စားရဘယ်ဆိုင်ဝင်ကောင်းလဲဆိုလိုက်ရှာရင်းနဲ့ဆိုင်ဒီဇိုင်းမှာဆိုင်ဘုတ်တစ်ခုတော့ပတ်ကုန်ကြီးတော့မြင်သွားတယ်။ဘာကြီးထားလဲဆိုတော့အခုကြိုက်တဲ့လောက်စားပါတဲ့စားတဲ့လောက်ပတ်စံမရှင်းရဘူးတဲ့ခင်ဗျားမြည်လက်ထက်ကြမှာရှင်းရမယ်။ဟာဘွင်ပဲအခုကြိုက်တဲ့လောက်စားသူစားတဲ့ပတ်စံဘယ်လိုရှင်းမှာသူမြည်တဲ့ကမှာသူမြည်ရဘယ်လိုလဲဒီဆိုင်ရှင်ရသိမလားသူမြည်ရဒီမျိုးရောက်ပါမလားဘာမှမသေးကြတဲ့ကိစ္စကြီးဒါတော့ဆွဲစရာကွန်ပဲလို့ဝင်သွားတယ်အထုပ်တွေပါချပြီးတော့စားစရာတွေဘယ်နှမျိုးရှိလဲမားတယ်မိညူးမှာပါရမြအကုန်မာတယ်အကုန်စားတယ်အကုန်စားတဲ့ဇပွဲဝိုင်းပြည့်သွားတယ်သူအဲ့ထင်တာတော့သူ့လောက်ကဘာမှတော့ဘူးမှစားမှာတော့မဟုတ်တာအများကြီးရှိသမျှမိညူးမှာပါရရအကုန်ကြိုက်တယ်မကြိုက်တယ်အလကားရတာမှအကုန်စားပဲနော်ကျွန်တော်လည်းအဲ့လိုပဲဝါဖြေတဲ့အချိန်ကျရင်ကြည့်ကိုလည်းအများကြီးဝယ်ထားတယ်သူများလာပေးတာကြောင့်ဟုတ်တာမဟုတ်တာစားတာမစားတာနောက်မှအကုန်ထားပြတာပဲမဟုတ်လားပုံရတာပုံတာစားလို့လည်းပြီးတော့
လက်ဒီပါလေဆေးပြီးအထုံးမှပြီးပြန်ဖို့လို့တော့ဇပွဲတို့တယောက်ပြေးလာတယ်ကြကြကြီးခဏလေဟာဘာဖြစ်လို့ဘေးပြသူကြည့်လိုက်တော့သူစားရတာတဲ့နှစ်ပြန်လောက်ရှိတယ်ဘေးကအခုသူလည်းအများကြီးစားတာအဲ့ဒါလည်းပုံများတဲ့ဘေးဒီမှာပောက်ကွဲသွားတာဇပွဲတို့ပဲကောင်ကျောင်းလိုပဲနေဘူးလားနေဘူးပါလေစာဖတ်တက်လာတက်တယ်အမကြနရွတ်ဆွဲပြီးတော့ဆိုင်းဖို့ပြအောင်ပါရေးရတယ်ကြိုက်တဲ့တော့စာမီးလက်ထက်မှာရှင်းရမတွေ့ဘူးလားဆရာအဲ့ဒါကျွန်တော်တို့ပဲရေးတာအဲ့ဒါဆိုဘာလို့ပတ်စံလာတောင်းတာလဲပြောတော့ဟုတ်တယ်ဆရာအခုဆရာစားရရအောင်ဆရာစားတာဆရာမီးလက်ထက်ကြမှာရှင်းအခုဆရာအဖိုးစားသွားတာလည်းနည်းနည်းရှင်းလိုက်ပါသူစားတာတော့သူမြည်ရှင်းမယ်လောလောဆယ်သူဘလူစားတာရှင်းရပါလေသူအဖိုးစားသွားတယ်အခုညင်းလို့မရအောင်ငါအဖိုးမှမဟုတ်တာလို့လည်းသူပြောလို့မရအောင်ငါအဖိုးကဘယ်တော့မှအခုလည်းသူစဉ်းစားတယ်လို့ပဲလေသူလည်းကြိုက်တဲ့သူရဲ့မြည်တော်လိုက်ရတယ်ဟိုနောက်လာမဲ့ကောင်လည်းဘယ်လိုမဆိုသူ့ရဲ့မြည်ပြလိုက်အဲ့ဒါသဘောပါလေကျွန်တော်ပြောတယ်လူဘဝမြည်လည်းဖြစ်မယ်သူလည်းဖြစ်မယ်အဖိုးလည်းပြန်ဖြစ်မယ်လူဘဝအစုံရောက်နော်လူဘဝအစုံရောက်အဲ့ဒါလူဘဝအစုံရောက်မှဖြစ်တဲ့အတွက်ကိုရောက်တဲ့ဘဝမှာနောင်လာနောင်သားအတွက်အကောင်းဆုံးသောနမူနာပေးတဲ့ဖြစ်အဖေဆိုတဲ့အဖေကောင်းပြအကိုဆိုတဲ့အကိုကောင်းပြအဖိုးဆိုတဲ့အဖိုးကောင်းပြဦးလေးဆိုတဲ့ဦးလေးကောင်းပြသားသမီးဆိုတဲ့သားသမီးကောင်းပြအဲ့ဒါကိုရောက်တဲ့ဘဝအကောင်းဆုံးပြအောင်လေနော်အဲ့တော့ခုနအလာပေးထားတဲ့ဝစီကိုလည်းကိုအတွက်တိန်းတာလည်းတိန်းလို့ပဲဒါပေမဲ့အသိမလွန်စေနဲ့သုံးနဲ့သုံးအသိလွန်ရင်မျိုးစိုးမှလည်းအဲ့ဒီကစီနေတဲ့ယောဂကိုသွားမယ်အခုနရှာပြီးတိန်းတဲ့သူတွေပျက်စီးမယ်လို့ကုရ်အာန်ကပြောတာအဲ့ဒါလည်းတွန်းကြည့်ပါနော်ဝလဒီနာယူမီနူနာဘီလ်ဂိုင်ဝယူမီနူနာဆလာဝမင်မာရဇကနာတော့နောက်ဇရုဒဝလဒီနာယူမီနူနာဘီမာအွန်ဇီလာအီလိုင်ဝမာအွန်ဇီလာမင်ကဘလီနော်နဗီတမန်တော်ကြီးကျွန်တော်တို့ရဲ့နဘဝတခင်ယေရှုရှင်မုဟမ္မဒ်ရဆူလုလာဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုလည်းအလ္လာဟ်ရဲ့နဗီတို့လက်ခံမယ်တမန်တော်ရဲ့အရင်ဖွင့်ခဲ့တဲ့နဗီတွေအားလုံးကိုလည်းအလ္လာဟ်စေလွတ်ခဲ့တဲ့နဗီပါလို့လက်ခံရအားလုံးကျွန်တော်တို့ရဲ့နဗီပဲအဲ့ဒါနဲ့အတူတူအလ္လာဟ်တမန်တော်ပေါ်မှာချပေးတဲ့ဒီကုရ်အာန်ကိုလည်းလက်ခံမယ်ကုရ်အာန်နဲ့အတူတူအခြားလူကြခြင်းအားလုံးကိုလည်းလက်ခံခြင်းနဲ့အားလုံးကိုလက်ခံကုရ်အာန်တစ်ခုတည်းလက်ခံလို့မရအောင်နော်ကုရ်အာန်ဒီအမှန်တန်ဆုံးကျမ်းနောက်ဆုံးကျမ်းကုရ်အာန်ဒီပြုပြင်ခြင်းကင်းမဲ့တဲ့တန်ရှင်းစင်ကြယ်တဲ့အလ္လာဟ်ကိုယ်တိုင်ထိသိမ်းဆောင်ရှောက်ထားတဲ့ကျမ်းကိုလက်ခံရကျမ်းနဲ့ကျမ်းတွေဒီအခုနောင်လာနောင်သားလူသားတွေပြုပြင်ပြောင်းလဲလိုက်တာမှန်ပေမဲ့လေအလ္လာဟ်ဘက်ကနေမူရင်းကျမ်းတော်ချပေးခဲ့တာရှိခဲ့ကြောင်းကိုတော့လက်ခံကျွန်တော်လက်ခံနော်ယူမီနူနာဘီမာအွန်ဇီလာအီလိုင်ဝါမာအွန်ဇီလာမင်ကဘလီနံပါတ် အဲ့လိုလက်ခံမုတ်တကီရဲ့စုနာဇရုထအရေးချင်းဝမင်မာဘီမာအွန်ဇီလာအီလိုင်ဝါမာအွန်ဇီလာမင်ကဘလီဝဘီလ်အာခီရတီဟွမ်ယူကီနူအာခီရတ်ကိုလည်းလက်ခံအခုနကျွန်တော်ပြောတဲ့အီမန်ဘီဝူဂျူဒ်အဲ့ဒါတွေမှတ်ထားလို့ကျွန်တော်ခုနပြောတယ်အခုကအီမန်ဘီဇူဟူဒ်ဝဘီလ်အာခီရတီဟွမ်ယူကီအာခီရတ်ကိုလည်းလက်ခံအာခီရတ်ကိုလက်ခံတယ်ဆိုတာဘာကိုပြောတာလဲအခုနကျွန်တော်အလ္လာဟ်ကိုမမြင်ရဘူးလက်ခံတယ်နဗီကိုမမြင်ရဘူးလက်ခံတယ်နော်ကုရ်အာန်ကြားခဲ့တာမမြင်ရဘူးလက်ခံတယ်ပရိစတာတွေကိုလက်ခံတယ်ဂျင်နတ်ကိုလက်ခံတယ်ဂျဟန္နမ်ကိုလက်ခံတယ်ဂျန်နတ်ကိုလက်ခံတယ်ပုလိစရာအဲ့ဒါတွေအားလုံးလက်ခံခဲ့တဲ့အရာတွေအားလုံးဒီမနက်ဖြန်ကီယာမတ်နေ့ဝဘီလ်အာခီရတ်ဒီအာခီရတ်မှာအားလုံးမြင်ရမယ်ဆိုတာလည်းလက်ခံဒီနေ့ဒီနေ့မမြင်ရဘူးမနက်ဖြန်ကီယာမတ်နေ့မှာမြင်ရအဲ့တော့အစမှာပြောတာယုမီနူနာဘီလ်ဂိုင်ဆိုတာအီမန်ဘီလ်ဝူဂျူဒ်အဲ့ဒီအရာတွေအလ္လာဟ်မမြင်ရဘူးရှိတယ်ကီယာမတ်မမြင်ရဘူးရှိတယ်ဂျန်နတ်မမြင်ရဘူးရှိတယ်ဂျဟန္နမ်မမြင်ရဘူးရှိတယ်အဲ့ဒါတွေလက်ကအခုကဘာပြောတာလဲအဲ့ဒီရှိတဲ့အရာတွေအားလုံးဒီရှိုံနေမကကျွန်တော်တို့ဒီနေ့မမြင်ရပါမယ်ကီယာမတ်နေ့ကျရင်မြင်ကိုမြင်ရမယ်အဲ့ဒါလည်းလက်ခံကဘာရဇာမမြင်ရဘူးလားအမကီယာမတ်နေ့ကျရင်ကဘာရဘာရီအဇာခံရရတယ်မြင်ရမယ်ဂျဟန္နမ်မမြင်ရဘူးကီယာမတ်နေ့မြင်ရမယ်ဂျန်နတ်မမြင်ရဘူးကီယာမတ်နေ့မြင်ရမယ်ပုလစီရာမမြင်ရဘူးကီယာမတ်နေ့မြင်ရမယ်နော်ဟီဆာဘ်မမြင်ရဘူးကီယာမတ်နေ့မြင်ရမယ်ကီတာဘ်မမြင်ရဘူးကီယာမတ်နေ့မြင်ရမယ်ကျွန်တော်လက်ထက်မှာအလ္လာဟ်ကျွန်တော်ရဲ့ကီတာဘ်ကိုပေးမှာမီဇာမမြင်ရဘူးကီယာမတ်နေ့မြင်ရမယ်အလ္လာဟ်ရဲ့အရရှ်မမြင်ရဘူးကီယာမတ်နေ့မြင်ရမယ်အလ္လာဟ်ကိုယ်တိုင်ကိုလည်းမြင်ရမယ်
Kiamat ni jangan Allah boleh miam Allah phabiare surah Rahman le naat hong ya Kiamat ni jangan di ya lau ni Allah boleh miam ni taufik soal Allah phabiare Quran jangan naat hong ya Muslim jannah ni apik jangan alam Allah lakhan Amin Kiamat ni jangan Allah jangan di ya lau ni miam tu ni tu tu dah ni miam Hazrat Maulana Tariq Jamil Sahab dalam berkata Kiamat ni jangan ini. Di melong melong ni miam mahu dia. Dia amaya sih. Nak di melong apa mak ni am sih. Kiamat ni jangan Allah dah bolong ni miam. Nak pun ni miam, nak ni miam, nak kau ni miam, pan ni miam, bazan ni miam, imban ni miam, lamau ni miam, lapuan nak pun ni miam, lad miam, lapian ni miam, pau ni cerang, dah bolong ni miam. Dah bolong ni miam. Orang mesti orang ni nak pojok. ရုပ်ဆိုးပန်းဆိုးနော်နှစ်ခုမောင်ပါမောင်နားမောင်မျက်လုံးကြီးထွက်လာတယ်လို့ထင်တယ်မျက်လုံးထွက်လာတာကိုပြောတာဒီနေ့ဒီမျက်လုံးကိုမြင်နိုင်စွာပေးတဲ့အလားဒီနှာခေါင်းကိုရှူနိုင်စွာဒီပါးစပ်ကိုပြောနိုင်စွာဒီနားကိုကြားနိုင်စွာဒီလက်ကိုကိုင်တွယ်နိုင်စွာဒီခြေထောက်ကိုရှောက်လန်းနိုင်စွာပေးတဲ့အလားဒီကိယာမတ်နေ့ကြလို့ရှိရင်ခန္ဓာကိုယ်တစ်ခုလုံးကိုမြင်နိုင်စွာပေးမယ်မျက်လုံးမပါပဲမြင်ဒီနေ့ကျွန်တော်တို့ကပါးစပ်ပါမှပြောရလို့ထင်တယ်မျက်လုံးပါမှမြင်တယ်လို့ထင်တာနော်ဒီCCTV မှာမျက်လုံးကမပါဘူးမှန်ပဲပါတာမြင်တယ်အကုန်သူ save လုပ်တာဟုတ်တယ်နော်ဒီ sound box တွေမှာပါးစပ်မှမပါပဲသူတို့လည်းကျွန်တော်တို့ live ပြောနေတယ်သိလား TV မှာ sound box ပါးစပ်ပါလို့လားကျွန်တော်တို့ပြောနေတဲ့ဖုန်းမှာပါးစပ်ပါလို့လားပါးစပ်မပါဘူးပြောနေပါးစပ်မပါလဲပြောနိုင်အောင်လူတွေတောင်လုံးနိုင်သေးတာပဲမျက်လုံးမပါဘဲနဲ့မြင်နိုင်အောင်လူတွေတောင်လုံးနိုင်သေးတာပဲအလ္လာဟ်ကမလုံးနိုင်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးနဲ့အလ္လာဟ်အဲ့တော့ဒီနေ့မမြင်ရတဲ့အရာတွေကိုလက်ခံတယ်မနှက်ပြမမြင်ရသောအရာအားလုံးအင်ရှာအလ္လာဟ်ဆုံးမအင်ရှာအလ္လာဟ်ကျွန်တော်တို့ကျန်တဲ့ဒီအနေနဲ့နေနော်အဲ့တော့နံပါတ်9အဲ့ဒီအရေးချင်း5ခုရှိရင်တဲ့အလ္လာဟ်မရှိတယ်ဥလာအီကာအလ္လာဟူတမ်မေတော့ကျွန်တော်တို့ဘာတောင်းလာလဲအစမှာပြောဒီနဲ့ဆိုတော့မစတကီကျွန်တော်တို့ဖြောင်းမမှန်ကန်တဲ့လမ်းပြတဲ့အလ္လာဟ်ကဘာပြောလဲလာအီကာအလ္လာဟူတမ်မေတော့ဘင်အဲ့ဒီအရေးချင်း5ခုရှိတဲ့လူကဟိဒါယတ်ကြတဲ့ဖြောင်းမမှန်ကန်တဲ့လူပဲအဲ့ဒီအရေးချင်း5ခုမရှိရင်တော့ဖြောင်းမမှန်ကန်တဲ့လူမရှိဘူးလေအဲ့တော့ဖြောင်းမမှန်ကန်တဲ့ဟိဒါယတ်ကျွန်တော်တို့ဘာလို့အလောက်တောင်းနေတာလဲဟိဒါယတ်ကျရင်ဘာရမှာလဲဆိုဟူမွတ်မူဖလီဟူနဲ့လာမရှိဟိဒါယတ်ရတဲ့လူတွေပဲအောင်မြင်ပါဟိဒါယတ်မရတဲ့လူတွေဆုံးရှုံးတယ်အောင်မြင်မှုနဲ့ဆုံးရှုံးမှုဆိုတာမဲအထွဲပြီးတော့ဆုံးဖြတ်เสียမလိုဘူးတဲ့ဂျန်နတ်ထဲရောက်တဲ့လူအောင်မြင်တဲ့လူဂျန်နတ်ထဲရောက်တဲ့လူဆုံးရှုံးတယ်အလ္လာဟ်ရှင်ကျွန်တော်တို့ကိုကိယာမတ်နေ့ဆုံးရှုံးတဲ့ဂျန်နတ်ဘဝကနေကယ်တင်တော်မူပါစေကိယာမတ်နေ့အောင်မြင်တဲ့ဂျန်နတ်ဖြစ်အလ္လာဟ်ကျွန်တော်တို့အားလုံးကိုလက်ခံတော်မူပါစေဒီထောက်ခံစာရက်ွက်လူကြီးပေးတာမဟုတ်ဒီထောက်ခံစာနိုင်ငံတော်သမ္မတပေးတာမဟုတ် UN ကပေးတာမဟုတ်အမေရိကန်သမ္မတပေးတာကဘာတစ်ခုလုံးကိုစိုးပိုင်တဲ့ကဘာတစ်ခုလုံးကိုဖန်ဆင်းတဲ့ကဘာတစ်ခုလုံးကိုဖျက်ဆီးမဲ့ကိယာမတ်ကိုထုတ်ဖော်မဲ့အလ္လာဟ်ရှင်ရဲ့ကိုယ်တော်ကဒီထောက်ခံစာပေးလိုက်တာဒီအင်းချင်း၅ခုရှိတဲ့သူတွေဒီဟီဒါယတ်ကြပြီးအောင်မြင်တဲ့သူတွေဖြစ်တယ်နော်အဲ့တော့အောင်မြင်တဲ့လူဖြစ်ဖို့ဟီဒါယတ်ရဖို့လို့ဟီဒါယတ်ရဖို့အတွက်ဒီအင်းချင်း၅ခုလို့ဒီချင်း၅ခုရှိတဲ့သူကမုတ္တကီဖြစ်တယ်မုတ္တကီဆိုတဲ့သူကကျမ်းမြတ်ကုရ်အာန်ကိုချွင်းချက်မဲ့လက်ခံတဲ့ကျမ်းမြတ်ကုရ်အာန်ကိုချွင်းချက်မဲ့လက်ခံတဲ့သူဒီဟီဒါယတ်ဆိုတဲ့နာမည်ကအလ္လာဟ်ရှင်ကျွန်တော်ပြောဆိုခဲ့တဲ့အားလုံးအပေါ်ကျွန်တော်ကိုရောမိတ်ဆွေတို့အားလုံးကိုရောရှောင်ရမယ့်ကိစ္စတွေအားလုံးကိုရှောင်နိုင်ပြီးဆောင်ရမယ့်ကိစ္စတွေအားလုံးကိုဆောင်နိုင်တဲ့တော်ဘိဆိုတာချင်းမြတ်တော်မူပါစေဘာမီဒါဝါနာအလ္လာဟ်